嘿，我依来伊们摸来摸，哎了，打来。啊，到。嘿，ဒီကမစပီးလည်းမရှိပါဘူး ဘာဖြစ်လို့လဲကိုလေး မသိဘူးဘိန်းပေါက်တဲ့အတန်လိုပဲရှူးဆိုပြီးတော့ကြားလိုက်တယ်အာဒါမှမဟုတ်ရင်ဒီတို့တွေကတရားရောက်များလူမသိသူမသိအောင်ကြိတ်ပြီးလွတ်လိုက်သလားပြော နင်းရလေလိုက်ကန်းဆောင်မသိဘူးတန်းဝင်းမျက်နှာကိုလည်းကြည့် အခုအော်အေးညနာဒီနည်းပြက်နေရတော့ကြည့်ရလားလေများချုပ်နေလား ကိုလေးဒီမှာပြောင်းလာရတော့နော်ဟိုမှာကိုကမနေ့ကညလို့ရှင်နေညပြန်တော့လူလို့အောင်စိတ်ညစ်နေ ဟောပန်းရလေဘာဖြစ်လဲအကူပြန်လာမောင်တော်ကညကွဲကွာနေတာကြားလာပြီအခုပြန်သွားမယ်ဆိုတော့ဝမ်းအောင်သားရအောင်မလား သိလိုက်ကိုလေးလဲတာသိလိုက်ဒီပုဂ္ဂိုလ်ကြောင့်မသိဘူးလား ဟိုနေရာလေဘောလုံးမသိရမှာလေသူကလူမိုက်နော်သူတို့မိဘနှစ်ပါးစုံပြီးကြတဲ့ကသူ့ရဲ့ဖိုးဖွားရမနိုင်လို့နိုင်ငံခြားကိုပို့လိုက်တာနိုင်ငံခြားမှာလည်းနေခါရတာခဏပဲအခုနောက်ဆုံးဂျပန်ကိုရောက်နေတယ်အဲ့ဂျပန်မှာဖာကူဆန်ဆိုလားယာကူဆန်ဆိုလားအဲ့ဒီဂိုင်းကဂိုင်းကျုပ်ရဲ့ညာလေယုံဖြစ်နေတယ်ဂန်စတာလူမိုက်ဒါပဲလေမဟုတ်ဘူးလား နင်းအဲ့လိုသိနေကြတယ်ကွာမင်းတို့မကြောက်ဘူးလား မင်းလေဘာကြောက်စရာရှိလို့လဲသူ့မကြောက်လို့သူ့ညီမနိုင်ငံနဲ့ရီစားတော်နေတာဘောကွာဖေငါရဲ့ရောက်ခါလူမိုက်ဆိုသူရှိနေတာပေါ့ဟုတ်ပါ အေးဒါရှိသေးကြီးနေချီလုံးအားကြီးငွားတက်တယ်ဟုတ်တယ်ပုံနှန်းဆိုနေသူပြန်လာနေနေသိတာမှတ်တယ် ဟောနင်တို့ကလည်းဟာစုပ်ကောနေရပဲခဏစက်မအောင်သူ့ကငါနဲ့သူနဲ့ကြီးစားဖြစ်တယ်ဆိုတော့သိလို့လား တိတယ်တိနေလေကိုလေးတိနေလေနော်ပန်းတော့တငယ်ချင်းတွေအားလုံးနဲ့တရုံရုံသွားလာပြီးတော့ကိုကဘယ်သူဘယ်ဝါမှန်းသာမသိဘူးဟာရီးစားရှိနေတော့တိတယ်ကိုလေးရဲ့ ဟုတ်လေစမ်းမအောင်ဟိုကြီးစားရှိမှန်သိနေဆိုတော့ဟိုကိုလုံးတော့ကိုတရားရောက်ကထိုက်ချောင်းပြီးတော့အဲ့ဒီကိုဆိုသတင်းပို့နေလို့လား အဲ့ငါတော့ နေရလဲဟာငါပဲလိမ့်ဟောက်နေပဲနေလူကောင်းတာတော်သေးလို့နော်ကြီးမြတ်ချင်းကခေါင်းတော့ဖော်နိုင်မှာမဟုတ်ဘူး ဟောနေစမ်းမအောင်ငါပြောရအရင်သားတာနင်အရှိတက်တဲ့ကိုကြည့်လိုက် ဟာ ဂျကာဘီနာလူတွေကြည့်လိုက်အဲ့ဒီဂျကာဘီနာလူတွေကလေပန်းမွေးအကိုရဲ့တပည့်လူမိုက်တွေ ဟုတ်လား တော့မလားနင်းဒီကောင်းမရှိဘူးဘောလေးကမသိမလားကြီးတို့ဒီမိုက်နေပြင်းခံနေရတာ မင်းရလဲကွာဟိုမှာဒီစမ်းမအောင်မင်းအဲ့လိုအမဲဝတ်ထားရုံနဲ့အဲ့ဒါလူမိုက်ဖြစ်ရောလားဟဲ့ပေါ်တော်တွေလုံးမနဲ့နင်တို့သိကြောက်လို့ရှိရင်ငါသွားဖျဲကြမယ်ဒီလိုတော့မလားဒါရဖျဲရတယ်နော် အားကြီးတဝမ်းရတော့ကျွန်တော်တို့ကလိမ့်လာတယ်ကျွန်တော်ရေပေါ်ဆုပ်ပြီးထုတ်ထားလိုက်အဲ့ဒါတော့မရှင်းသေးဘူးကွာဆီဟုတ်ကဲ့ဟုတ်ဒါအများပြည်သူပိုင်တဲ့လမ်းဆိုတာမင်းမသိဘူးသိပါဟာသိတယ်ဆိုလို့ရှိရင်ဒီလိုအများပြည်သူပိုင်တဲ့လမ်းပေါ်မှာမင်းကမတ်တရက်ပြီးတော့ဖုန်းပြောနေဆိုတော့ပါလဲရမင်းလူမိုက် ငါတို့ကတော့ဟုတ်ပါဘူးကျွန်တော်တောင်းပါမယ်အောက်မှာချုပ် အေးပြီးတော့မင်းစကားအပြောဆိုအဆင်ပြေတဲ့အတွက်ငါမျိုးဘာမလို့ထိုင်မဲ့ကွာလူမိုက်လူဘာလို့အထိုင်ရောလာမလို့နဲ့ဟာမစီတော့ဟုတ်ကဲ့ပြီးတော့အဲ့တော့ငါတော့နော်ငမို့ဘယ်လိုဖြစ်တာလဲကွာတီလိုကောင်းရိုး6လောက်တွေကောင်းတွေနေရာလဲတက်ပေးလိုက်လို့ရတဲ့ဟာကိုမင်းကဟာ စုပ်ပြောနေရတယ်ကျွန်တော်အာစီအမိတ်ရှိတယ်ကွာငါစိတ်တိုင်းဆိုကြိုက်မလိုက်ပါဘူးမင်းက ကင်မလိုက်လေကွာရတာပဲကွာ ကျွန်တော်လက်ကောက်တဲ့ ရှာလို့ရရတယ်ကွာဒီလို ဆွဲတယ်မလားမင်းတို့ပြောဒူဘိုင်းတွေဆိုတခုနဲ့သွားဟောက်လိုက်တာအမီလေးတွေကိုကောလို့ကပေါ်လေအားရောမဟုတ်ဘူးဩဘယ်တော့မဟုတ်ပါလဲ โอเคဘာမှမဖြစ်တာမင်းတို့အမြင်ပဲလေဘာကြောက်နေရလဲမရဘူးဟေ့လူမိုက်ကိုအဲ့ဆိုတာရှိတယ် မလုံးနဲ့ဒုက္ခပါလို့ဘုံလို့ကြောက်တယ်ဒီစီမမထားတော့ဘာစီက 好。 ညီမလေးတို့ဝိုင်းကတရားပါ
လေးရဲ့တငယ်ချင်းသူအနာတိလားဘာနောက်ပဲဆိုပြီးသွားတော့တာညီမလေးကသူ့ပြောတော့မကြောက်ဘူးလားလို့ပေါ်တော့ဆိုတော့ကိုယ်ကကြောက်တယ်ပြီးသူကလေခွာခွာလေးသုံးပြီးတော့လေညီမလေးတို့တငယ်ချင်းတို့ပျော်လို့ဆက်နေချာကိုလေကိုခွင့်လို့လိုက်ပြီးတာစိတ်ထဲထားမနေနဲ့အုံတော့တိတ်ချက်မပြီးဘူး ဒီကြီးကားရတယ်ဆို အဲ့ဒါဟို မနေ့ကကိုဗမာပြည်ကိုပြန်လာမယ်စင်ကူရောက်နေပြီနော်ဟေးလက်ဖန်ရောက်တော့မှမင်းချစ်သူရဲ့ဘယ်လောက်ရှိလဲဆိုတော့ငါရှင်းခွဲပြီးထုတ်ပေကျိုးနဲ့တိုင်းကြည့်မယ်ဒါပဲအောင်လေဘာလို့အောင်မလဲလို့ငါစဉ်းစားမရတော့ဘယ်လိုလုပ်အောင်ဒီစိတ်ညစ်လာ မနေ့ကဆိုဒီကောင်တေးရတော့မှာပေါ့နော်ဟဲ့ရမင်းကတေးရတော့မှာဆိုတော့ပြုံးထားဟုတ်တယ်ဟာမသိခင်ပြုံးရတာတေးပြီးသွားရင်ပြုံးလို့မရတော့ဘူးပြုံးထားဖတ်ဘာတွေပြောနေရလဲဘာတွေပြောငိုင်းနေရလဲဒီရလားဒီရဘာမှလည်းကိုကရာကူသားဆိုတော့လေခရီးတီးတယ်ပြောရတဲ့စကားဆိုလို့ရှိရင် तू ကတီးအောင်လုပ်တာသူကပါပဲငါကိုလည်းလေဦးတွေကိုထုတ်ပြီးတော့တကယ်တိုင်းတော့မှလားမသိဘူး ဟုတ်တယ်အဲ့ဒါကြောင့်ဒီကောင်ကိုပြောတာဗောမင်းကတေးရတော့မှာဆိုတော့မသေးခင်လေးကိုပြုံးထားလိုက်နော်ပြုံးထား ဟဲ့ဒါပဲဒီလိုလုပ်ပါလားဘယ်လိုလုပ်ရမလဲငါဒီတိုင်းလေးပဲဆက်ပြီးပြုံးထားအောင်မလားဟာနင်ကလေငါပြောတာနုံညောက်ခုတ်ပြလိုက်ပါလားလို့ဟမ်ဘလို့ဩနင်ရလေဟောငါနဲ့သူနဲ့သမီးစောလေးတော်တော်မှငါ့ကိုဦးထုတ်ပြီးတိုင်းမယ်လို့ပြောနေတာခိုးမြန်ခိုးပြေးလိုက်မယ်နင်ကလည်းတွေးတော်မတွေးရဘူးခိုးမပြေးလဲတေမဲ့ဟာကိုပဲဟိုအဲ့ဒါတော့လေဟုတ်တယ်ကွာမင်းကတေရတော့မဲ့အတူတူကွာခိုးပြေးလိုက်တာမှလေတရက်တည်းညက်တည်းမှိန်းနေလို့ရသေးတယ်အဲ့တော့တကယ်ချင်းမင်းတေရမယ့်အတူတူကွာစိတ်လျှော့ပြီးတော့မသေးခင်လေးငါပခုံးပေါ်မှာမှီပြီးတော့ပြုံးပြီးတော့မှင်းနေလိုက်ကွာနော်ဟဲ့အဲ့ကြမစိုးဟုတ်ဘာလဲဟုတ်ပြုံးပြီးတော့မှင်းနေတာလေးလားဟာညအရေးတမနင်းတို့နှစ်ယောက်ခိုးပြီးမဲ့ကိစ္စကိုပြောနေတာအဲ့လေကိုလင်းကဘာမှမသိအာဒါဆိုလို့ရှိရင်ဟိုငါအဲ့လိုလက်မှတ်ထိုးပြီးတဲ့အထိပြုံးပြီးတော့မှင်းနေရမှာပေါ့ဟာကိုလင်းဘယ်လိုဖြစ်နေမှမသိဘူးရွှေနောက်နောက်နဲ့ဟိုမှာအကောင့်နဲ့အချံပေးနေတာဟုတ်တာနင်းကေကိုထားပါဦးအဲ့လိုခိုးပြေးတော့ဟာသူ့ကွာမိသွားရောဟောမမိတဲ့နေတာ तू မသိတဲ့ဘာတော့ဟဲ့ तू လည်းကြက်တာစင်စိုးလိုက်ဒီလိုခိုးပြေးပြီးတော့တရားဝင်တော့ခလေးတွေကစိတ်တွေဟာဒါဆိုလို့ရှိရင်ငါလိုခလေးလေးမိုးတဲ့အချိန်ဒီပြုံးပြီးနှိမ့်နေရမှာပေါ့နော်ဒီပေါ့ပြုံးပြီးနှိမ့်ဟာနင်ကလေအလုပ်လေးပါလေးလုပ်ဖို့ဟဲ့အဲ့လေဒီကမနဲ့တဲ့သူ့ကိုမိမသွားဘူးဒီသွားလို့ကတော့မိမ့်ချိန်အောင်ရမှာဟုတ်အဲ့ဒါလည်းမဆိုးဘူးကွာဟုတ်မောင်နှမချင်းဆိုတော့စိတ်ဆိုးလဲခဏပဲကွာဟုတ်လား तू စိတ်ပြေသွားတဲ့ခါကျရင်ပြန်လာလို့လည်းရတယ်လေနောက်ပြီးတော့နင့်ကမြန်မာပြည်ခဏပဲပြန်လာရမလားပြီးရင် तू ပြန်သွားမှာပဲလေအဲ့တော့ပြီးပြီမင်းတို့တဲ့အချက်မဆိုးဘူးကွာကိုကြိုက်တဲ့မိန်းမလည်းရမယ်မိန်းလည်းမိန်းရမယ်အောင်မလီပြုံးကြီးကိုမိန်းအောင်ပါဟဲ့ညတော့ဘေးလေးခိုးပြေးမှာလဲညနေကောင်းနေဖြစ်မှာပဲဟဲ့မနေ့ကသူ့ကိုကရောက်မှာဆိုတော့ဟဲအခုချက်ချင်းတော့မဖြစ်ဘူးနော်ဟိုမှာကိုရဲ့တပည့်တွေနေရာအနှံ့မှာစုံကြည့်နေတာဟာကိုနင်ကလည်းပွိုင်တက်သွားမှာအဲ့ဒါဆိုငါတို့ကဘယ်လိုဆက်ပြီးမိန်းကြဟုတ်ပါဘူးစကားလေးမှားသွားလို့ပါဟာနင်တို့ကလည်းဘယ်လိုဆက်ပြီးလုပ်ကြမှာလဲလို့အဲ့ဒါမိတာဟာဟမ်ဒီလိုလုပ်ဘယ်လိုလုပ်ရမှာလဲတော့ဝင်ဟာဒီတိုင်းဆိုတယောက်ထဲလဲထွက်လို့ရမှာသူ့ကိုရဲ့တပည့်တွေကလည်းအလေးပေးမှာမဟုတ်ဘူးဒီတော့မနှက်ပန်ကြရင်လေးစိတ်ကိုသွားကြုံလေးဆိုလေးစိတ်ကနေတယောက်တည်းထွက်ထပ်ပြီးဝိုင်းရင်လေးစိတ်ကနေအစ်တခြားနေအောင်လေးထွက်ပေါ်ဟာအေးငါတို့၃ယောက်မှာအကိုအလီဆက်ဆိုတော့နင်တို့နေရာခိုးပြေးလာခဲ့ကြဟုတ်ပြီဟုတ်နေလေအတိုင်းမဲ့ဟိုသူ့ဟိုငါဘယ်နေရာနေစောင့်အောင်ပါလဲမင်းကကားကိစ္စစောင့်နေတော့ဟဲ့ဟိုမင်းတို့ကလည်းကွာဘာလို့အပင်မခံပြီးလိုင်းကားကြီးနဲ့သွားမှာလဲကိုကားနဲ့ကိုသွားမှာလေဟုတ်သားပဲနော်ဟုတ်လို့ဟ
မြင်ရလဲနော်မလေးကိုပိုင်ကားဆိုရင်လေခြေရခံဖို့လွယ်လို့အစိုးကြီးမှိန်းနေရအောင် ဟုတ်ပြီနင်းလေအဲ့ဒါတခုဟုတ်တယ်ကိုလေးကအဲ့ဒါဖြစ်ဘူးပါလေ ဟုတ်ပြီအေးပြီးတော့ဟိုအဲ့ဆိုလဲလိုင်းကားပေါ့ အေး ဒါပေမဲ့အဲ့ဒီကားကိမှာဟိုဘယ်ချိန်စောင့်အောင်ပါလဲ အော်ကိုလေးကလည်းဘယ်ချိန်စောင့်မှာလေငွေကမနဲ့စောစောစီးသွားကြမနဲ့စောစောစီးပဲအဲ့မှာစောင့်နေလို့ပေါ့ ဒီချိန်ပဲဘူး ဟိုနေ့လည်းပိုင်းတော့မရဘူးလား ဘာဖြစ်လို့လဲ ဘာလို့လဲနေလဲ မယုံတော့အောင်စနေဘကောင်းတယ်မထောက်နိုင်ပါဆိုလို့ မွေးလေးဘူးဟာကျုပ်ဒီတော့အမွေးမျိုးဖို့ပါစားလာဒီတော့အမွေးနာတော့ကဒီမွေးအားကချောတော့ဒီတော့နည်းဟဲ့ဒီတော့အရေးကြီးတာဒီကောင်ဒီတော့မပါဂျိုင်းရအဲ့ဒီကောင်ဟဲ့ဒီတော့ကောင်းတယ်ကိုစကားကောင်းကြီးဆိုတော့အလုံးမယ်ဟာနင်းရင်ကိုရကိုစုဖို့ဟုတ်တယ်အဲ့ဒါကြံနင်းရင်ကိုရကိုစုဖို့ဟာစွတ်ချေစွတ်ချေမတွေ့ပြီစွတ်ချေဒီလာတော့ဆိုတော့မရှိဘူးဘာချင်ဦးမလဲဆိုတော့ချင်ရတာရဲ့ကောင်းရတဲ့ရင်းရမယ်ရှိဝပြားကအကုန်လုံးပါမယ်ဟောရပုံအေးရပါလေပြော အေးဟဲ့အောင်ရဲ့ဒီညတနာရီခွဲမန်ယူနဲ့အာယူခွဲရှိတယ်မန်ယူက10ပြားပေါက်တယ်ကွာမင်းဘယ်လောက်လုံးမှာ ဟာရငါဒီညမှာအားဘူးကွာ ဟာဟဲ့အောင်မင်းကမအားအောင်ဗာများအရေးကြီးကိစ္စရှိနေလို့ မင်းကလည်းအရေးကြီးတာပေါ့ကွာဟဲ့ဘယ်လောက်အရေးကြီးလဲဆိုလို့ရှင်လေမနေ့ကကြိုင်ငါမိမခိုးမှာပေါ့ ဟာဟဲ့အောင်မိမခိုးတယ်ဆိုတာဒီနေ့မခိုးပဲနောက်နေ့ခိုးလဲရတယ်ဟဲ့အောင်ဘောလုံးပွဲ live ဆိုတာချွေးလို့မရအောင်တော့ဟဲ့အောင်ဘယ်ကအရေးကြီးလဲဆိုတာမင်းသဘောပေါက်စမ်းပါပါရဲ့နော် အေးအေးမင်းပြောတာလေဟုတ်တော့ပေါ့ဒါပေမဲ့ဟိုမနေ့ကငါကလေ ပိုးတွေပြောမနေနဲ့ဒီလိုပွဲမျိုးဆိုတာကြည့်ရခဲ့တယ်ဟဲ့အောင်ငါစောင့်နေမယ်ဒါပဲ ဒီကောင်ပြောတယ်ဟုတ်တော့ဟုတ်ဘောလုံးပွဲကရက်ရွှေ့ပြီးကန်ခိုင်းလို့ပါဗျာမိမလည်းပိုးလို့ဖြစ်ပြဿနာပဲပေါ့နှစ်ခုစလုံးကလည်းငါတို့အရေးကြီးတာတွေမထူးဘူးကွာနှစ်ခုစလုံးကိုလက်မလို့ဘူးဒီနေ့ညဘောလုံးပဲကြည့်မယ်မနေ့မှကျရင်မိမတော့ခိုးဟဲ့ရိုနီပန်နတီသွင်းတာကိုကြည့်ထားလို့ရှိရင်ငါအတွက်လည်းအကျိုးတော့မကျိုးတော့ပါအထက်ကောင်းတယ် နောက်မကြဘူးနော်အချိန်အထိကြပဲနော်ဟုတ်ပါပဲပဲဒါရောက်ရောက်ဖိုက်တယ်ဘလို့ဖြစ်တာလဲဒါတွေတော့မယ်အချိန်မရှိပါဘူးဆိုမှဒါသွားမယ်ဟမ်ဘာလဲ တော်တော်များဟိုမှာကြည့်ဘာဖြစ်လို့လဲသွားပါမယ်ဆိုမှပဲ အတော်တော်များဟိုကြည့်နေစမ်းပါကြည့်နေစမ်းပါ အညီမကြီးစားဆိုတာမင်းလား ညီမဘာလို့လဲ ပန်းပွင့် မဟုတ်ပါဘူး ဘာမဟုတ်ဘူးဟာ မဟုတ်ပါဘူး ဖျားနေ ဟာမလုပ်ပါနဲ့ဗျာဒီဇိုးတွေမလုပ်ကြပါနဲ့ဗျာ ဒါဗျာဘေးတို့တင်းလောက်တာ ဖေးတော့တော့ပါပဲ ကိုဆက်ရှောင်း လောက်ပါဦးဟေးဘိုက်တော့မထုံးနဲ့လေဘိုက်တော့နိုင်ကြနေပြီဟာဟုတ်ရလားကွာဟမ်ဟာဟုတ်တယ်ဟာစက်တိုင်
ကြီးဘလို့ကြော်သွားလဲကွာအလန်းပြီးတော့ဒီနာရီကဘာဖြစ်လို့မမီတာလဲဖြစ်တာပဲမနေ့စောစောချိန်တော့ဒုက္ခကိုလုပ်ပြီတော့ညတော့မှာဒီညာဘောလုံးပွဲလေးကနိုင်လိုက်လို့စိတ်ကလေးရမင်းကဟိုတက်စင်ကတော့တာပါကွာဟိုတော့အိတ်ကြီးလုံးထားလိုက်နော်မင်းက နေရလဲစိတ်ကိုလူသေးတယ်လို့ပြောတယ်တနားရောက်လို့ဒီကွာ နေရလဲမြန်မြန်စိုက်ပါလေရောငါတို့အာစီကြီးကိုသူ့ညမလေးကိုပို့ပြီးမှတော့ငါတို့လည်းမြန်မြန်စိတ်အေးရမယ်တို့ဝင်တောင်းမပြီးဘူး မင်းပြောတာဟုတ် တန်နေကတော့တိကြရလား ဒီကြပါဟဲ့ဟိုမင်းတက်စင်ကတော့စောင့်နေတာကြာပြီပေါ်မလာဘူးနောက်ကျောင်းကလည်းမအေးရနဲ့ဘကူကချိုမယ်လို့ရှိကိုသွားနေပြီနောက်ကလည်းပြန်လိုက်ခဲ့ဟာဒုက္ခပဲကွာဟဲ့မချစ်လားတော့ဒါတိုင်းလို့ ဟုတ်အာစီဘာများခိုင်းနေရှိ ဘာခိုင်းနေရရှိဟာလားဟမ်မင်းတို့ကလည်းတရားမှသုံးမကြောက်ဟမ်တေချာစောင့်ကြည့်ထားပါလို့ငါတေချာမှားရတဲ့နဲ့ဟမ်အခုပဲမှာလေငါညီမပန်းပွေဘယ်ရောက်သွားလဲလို့ အာစီကျွန်တော်လည်းတစ်ချိန်လုံးစောင့်ကြည့်နေရပါလားလေချိန်ကြီးလို့တွားကြည့်လိုက်တော့မှဘန်းပွင့်ပေါ့တော့ပဲနဲ့သူ့ကနေနေဖြစ်နေတာ နေနေဖြစ်နေတယ် ဟဲ့ဟောကွာဟမ်ဟဲ့မင်းပြောတယ်မင်းဘယ်လိုထင်လဲပြော ဟိုတင်းပြုတ်သွားတာဖြစ်မှာပါအာစီအခုလောက်ဆိုရင်တော့အဝါပုတ်နေတော့ ဟမ်ဟဲ့အောင်လေဘလို့အောင်လေကွာ ဆရာကျွန်တော်တို့ပြောပြရစီမနေ့ကဆရာဖုန်းလာပြီးတော့သူတို့တွေမျက်စိမျက်နှာပြက်ပြီးတိုင်ပင်နေတော့တွေ့ရစီဘာလို့တိုင်ပင်လဲဆိုတော့ကျွန်တော်တို့လည်းမသိဘူးကျွန်တော်ထင်တာတော့ဒီနေ့မနက်မှလူချင်းလေးထွက်ပြေးသွားတာဖြစ်လိမ့်မယ်ဆရာအခုတော့ရန်ကုန်မှာနေတော့ကြံခဲ့ရဆရာနေကြံခဲ့ ဟဲ့အောင်မမို့မင်းနီနီစီကိုသွားငါညမပန်းပွင့်ဘယ်ရောက်နေလဲဆိုတာမင်းမရရအောင်မေးခဲ့တယ်အခြေအနေထူရတယ်ငါစီဖုံးဆက်တယ်သွားရ ဟုတ်ကဲ့ ကြောက်ကို မန္တလာကိုသွားတဲ့ကားတွေမရှိသေးဘူးလား ဒီချိန်တော့မရှိဘူးကွာညနေ4နာရီ5နာရီလောက်မှရှိမှာကားတွေအကုန်လုံးမြို့သက်သွားပြီ အာဒုက္ခမှာပဲကွာအဲ့ဆိုအခုကမန္တလာကိုသွားခြင်းဘယ်လိုသွားရမလဲ ဒီလမ်းတဲ့တာရှောက်သွားကွာယောက်ျား6တော့ပဲတနင်္လာရီလောက်ရှောက်ရင်တော့ရောက်ပါတယ် အာတနင်္လာရီလောက်လမ်းလျှောက်သိပြီပေါ့ကွာမတနိုင်ကွာရှောက်ပါမယ်ကျေးဇူးပဲညီလေးသွားပြီနော် ဟုတ်ကဲ့ရတယ်ကို ဟာပြရပါ
ဟေးဒီလမ်းလေမန္တလာကိုသွားတဲ့လမ်းလား ဟုတ်တယ်အော်ဒီလမ်းတော့မန္တလာကိုသွားတဲ့လမ်းပဲဒါပေမဲ့လေအရှိမလမ်းခွဲတွေကအများကြီးပဲဗျာလမ်းတော်ရှုပ်တယ် ဟာစက်တနာပဲကွာကိုကလည်းဒီကိုတစ်ခါမှမရောက်ဘူးဘယ်လိုလုပ်အောင်မှန်းတော့မသိဘူး အခုအဲ့ဒါတို့လောက်ပါလားကျွန်တော်အခုကလည်းလိုက်ခဲ့လာပြီးတော့လမ်းပြပေးမယ်လေကျွန်တော်လည်းမန္တလာကိုပဲသွားမှာအခုလည်းစင်ပြီကျွန်တော်လည်းစင်ပြီတာပေါ့ ကောင်းတာပေါ့ကွာလာတက်လာ ကျေးဇူးတင်လိုက်တာကိုကျွန်တော်လည်းအဝေးချမှာဆိုပြီးတော့စိတ်ညစ်နေတာ ဟာစင်ပြေသွားတာပေါ့ ညတော့ပါဗျာနဲ့အာကြီးပွဲလေကောင်းနေရတယ်အဲ့ဒါအိယာမထနိုင်ဘူးဖြစ်သွားတယ်မန္တလာကိုသွားတဲ့လိုင်းကားတွေလည်းမမီတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီမှာလမ်းလျှောက်နေတယ် ညတော့မန်ပွဲဘယ်လိုဖြစ်သွားလဲ ဘယ်လိုပြရမလဲမန်ယူပဲနိုင်တာပေါ့2စီဘန်ပါစီပဲသွင်းတာနော် ဟုတ်လားဟိုကောင်ရူးနီရော ဒီကောင်တော့သွားပါပြီဖာကူဆန်ထွက်ပြီးကြတဲ့ဟိုကလေဒီကောင်ကမရေမရမသေးမချာနဲ့ရာ60ဖြစ်နေတာညဘက်မှာလည်းဒီကောင်မပါဘူး ဖာကူဆန်ထွက်သွားတာနားတယ်ကွာဒီကအသက်မိုးရက်ကလည်းအတင်းကိုလီးလုံနိုင်မှာမလားမသိဘူး အဲ့ဒါပြောတော့မို့ကွယ်အခုယာတိစရလက်တယ်လည်းလုံးဝမကောင်းဘူးလေကျွန်တော်လည်းအဲ့ဒါပဲဝါဒီဖြစ်နေတာ ဒါဆိုရင်မင်းကမန်ယူလား မန်ယူပေါ့မန်ယူကလည်းကျွန်တော် no FC ပဲ ဟာတွေ့ပြီကိုကလည်းမန်ယူပဲ မန်ယူပဲဟာဝါတာလိုက်တာဗျာမန်ယူချင်းချင်းတွေ့ရတာမန်ယူပဲနော် မန်ယူပဲ ကျွန်တော်လည်းတော့ပဲ ဟုတ်ပဲ ဒါနဲ့မန္တလာကိုအလဲပဲလား ဆိုပါတော့ကွာလှုပ်တွေ့တော့လဲလှုပ်လိုက်တာပေါ့ ဟာကောင်းလိုက်တာဗျာယောက်ျားဆိုတာအဲ့လိုပဲဖြစ်နေရမှာပေါ့ကျွန်တော်လည်းလှုပ်ရှားတွေ့လှုပ်ပလိုက်တာပဲ ဟင်ဟာ မဟုတ်ဘူးလေယောက်ျားဆိုတာအလုပ်ကိုရွေးနေလို့မရဘူးလေတွေ့တဲ့အလုပ်ကိုလုပ်နိုင်စွမ်းရှိရမယ်ဟုတ်တယ်မလားတာကိုပြောတာပြောမန္တလာသားပဲလား မဟုတ်ဘူးကျွန်တော်လည်းမန္တလာမှာရှာကြလေးရှိလို့လာတာ ဟောပါလေရှာစရာရှိတာရှာလို့တွေ့ရင်လှုပ်စရာရှိတာလှုပ်ထက်လိုက် ဒါပဲပေါ့အရေးကြီးတာလုံးစရာတွေ့ရင်လုံးဖို့ပဲအမလေးအဲ့လောက်လည်းမျှော်မနေပါနဲ့ခဏနေရောက်လာမှာပေါ့တကယ်လည်းမတွေ့ရတရက်ပဲရှိသေးတယ် ငါအဲ့လိုမဟုတ်ပါဘူးစိတ်ပူလို့ခိုးလင်းလမ်းမှာအဆင်ပြေမှပြေရလားမသိပါဘူး အဆင်ပြေမှာပါသူဒီရောက်လာလို့ရှိရင်ဘာပြဿနာမှလည်းမရှိတော့လေနေ့ကိုလည်းဒီရောက်လာနိုင်မှာမဟုတ်ပါဘူး အဲ့ဒါပြောလို့မရအောင်နော်နင်ကကိုအထင်သေးနေတာကိုမှလည်းတပည့်တပန်းနေကအများကြီးတနေရာမဟုတ်တနေရာနဲ့စုံစမ်းသိပြီးရောက်လာမှာ ခိုးရလိုက်တာတ냐ကြော်သွားလို့ရှိရင်နေ့ကိုလည်းဘာမှမတတ်နိုင်တော့ဘူးလေပြီးတော့ဒီညနေရလဲမလီရင်းနေတုံလိုက်တာဟဲ့ ကဲစိန်မနော်ခိုးပြတာငါနင်မဟုတ်ဘူးဘာမှမသိပြောမပြောချင် မပြောချင်လဲမပြောနဲ့နင်တို့အတွက်ငါအခန်းပြင်ပေးထားတယ်သွားကြည့်လိုက်အောင်ရှယ်ပဲနော် နာတွေးပဲတွေးနေဒါပေမဲ့ကျေးဇူးပဲတင်းတူလာမောသူစီရတယ်နီဟောအေးနီပြော ဟယ်လိုတမ်းမွေလားနင်တို့ချိုးလက်စီရောက်ပြီလား အေးရောက်နေပြီဒါမဲ့လေကိုလင်းကပါမလာဘူးငါနဲ့ကားခိတ်မှာလွဲပြီးတော့ तू နောက်ကမှလိုက်လာမှာအခုငါတယောက်တည်းနင်ရောဟိုမှာအဆင်ပြေခဲ့ရလား မပြေဘူးဟဲ့နေ့ကွယ်တွေငါစီလာပြီးတော့နင်တို့ဘယ်သွားလဲဆိုတော့ငါ့ကိုလာမေးသွားတယ် ဟာနင်အဘာပြောလိုက်လဲ ဟောငါလည်းလေအဲ့နဲ့နင်တို့ချိုးလက်စီသွားလဲဆိုတဲ့အကြောင်းငါလည်းအမှန်တိုင်းပဲပြောလိုက်ရတာပေါ့ ဟဲ့နင်လည်းနေရလေးပါလေလွဲပြီးပြောလိုက်တာဘာလို့ပြောလိုက်တာလဲဆွေးရပါ အာမပြောရင်နေ့ကွယ်လူတွေကငါ့တခုလုံးမှာငါလည်းအဲ့နဲ့ကြောက်အလန့်နဲ့ပြောလိုက်ရတာပေါ့ဟဲ့နင်လေးအခုပြပါရှိရဲ့မိဘတို့အိမ်ကိုနင်မြန်ရွှေ့လိုက်တော့ငါလည်းပြင်လိုက်လာခဲ့မကြလား အေးအဲ့ဆိုနင်ဘဖို့စီဆက်ထားလိုက်နော်အဲ့ဆိုငါပြေးတော့မယ်ငါကြောက်တယ်အေးပြောဒါပဲနီငါနောက်မှဆက်ပဲ ဘာဖြစ်တာလဲဘာဖြစ်ရမှာလဲ ငါအကိုတပည့်တွေကနီကိုအတင်းမေးလို့ဆိုပြီးနီကနင့်အိမ်မှာရှိရလို့ပြောလိုက်တာလိုက်လာပြီပြေးမယ်ဘဖို့စီအေး ဟိုမှာတော့တစ်ပင်အိုးလေအဲ့ဒါမန္တလာပဲအဲ့ထိတ်လေးမှာရက်ပြလိုက်တော့ကျွန်တော်ကောက်ကိုသားလိုက်တော့မယ်အခုလည်းအဲ့ထဲကိုဝင်သွားလိုက်အခုတောင်းကြတဲ့နေရာမှာမေးလိုက်လို့ရှိရတာပဲเนาะအဲ့ဒါမန္တလာပဲ မရှိရမန္တလာပေါ့ ဟုတ်တယ် ဟောဒီပြောတော့လမ်းနေရတအားရှုပ်တယ်ဆို အဲ့ဒါဟုတ်အစားရှုပ်တယ်
အခုကကိုကရလမ်းခင်းလိုက်တော့လမ်းတစ်ချောင်းနဲ့ဖြစ်ပြီးတော့လမ်းမလျှောက်တော့တဲလို့ချက်တာ အဲ့လိုလား ကျေးဇူးပဲနော်ကျေးဇူးပဲနော် ဆိုပါโอเคโอเค ကျေးဇူးများနေတယ်ဟောကိုဒီလိုင်းတက်တဲ့အတိုင်းတော့လိုက်အဲ့ဒါပန်တလားကြွားမယ်ကြွားရဲကိုရောက်တော့လိမ့်မယ်အမပေးလိုက်ကြနော်ကျွန်တော်ကတော့ဒီအိမ်လေးပဲတော့မှာဆိုတော့မမနေကြတယ်ဟုတ်လားကျေးဇူးပဲနော်Hey, Chino! Hey, Chino! Hey, Chino! ဘယ်လိုလဲတွေ့ကြလို့လဲ အော်ကျွန်တော်လေဒီအိမ်မှာနေတဲ့ချို့နယ်လေအဲချို့နယ်နဲ့တွေ့ကြလို့ မရှိဘူးကွ မရှိဘူးအော်အဲ့ဆိုဟိုပန်းပွင့်ရောပန်းပွင့်နဲ့တွေ့ကြတာ ပန်းပွင့်နဲ့မရှိဘူး မရှိဘူးဆိုတော့ဘယ်ရောက်သွားကြလို့လဲ နေပါဦးမင်းကသူတို့တွေကိုမေးအောင်မင်းကဘာလုပ်လဲ အာကျွန်တော်ကလေအဲ့ချို့နယ်ရဲ့တကယ်ချင်းပန်းပွင့်ရဲ့ရီစားကျွန်တော်နာမည်ကရဲလင်းကိုလင်းလို့ပြောလိုက်သူတို့သိတယ်ဟိုတော့ပြောလိုက်ပါကျွန်တော်တွေ့ကြအရေးကြီးလို့ပါ အဲ့ဆိုမှတ်ပုံနဲ့ပြ မှတ်ဖို့တင်ပြရမယ်ဘာဖြစ်လို့လဲ သူတို့ကမှားထားတယ်ကိုလေးဟုတ်မဟုတ်ကိုတဲ့မှတ်ပုံနေကြည့်ပြီးမှပြောပါတယ် မှတ်ပုံနေတော့ပြဟုတ်ကဲ့ခဏလေးနော်မစိုးပါဘူးရပါရဲလေနော်ကိုလင်းဆိုလေရရဲလေမှတ်ပုံနေတဲ့မှာရဲလေတခြားကြည့်နှာခေါင်းလေးလည်းတူတယ်တခြားကြည့်အဲ့တူတယ်မျက်လုံး ခဏဆောင် ဟုတ်ကဲ့အော်မှတ်ပုံနေမှာယူသွားတယ်ဘယ်သူသွားပြမို့လဲမသိဘူးအော်ဒုက္ခပါ ရောက်သူတို့ကစာပေးသွားတယ် စားပေးသွားတယ်ဟိုစားပေးသွားတယ်ဆိုတော့သူတို့ကဒီဘက်တကယ်မရှိဘူးပေါ့ အော်မရှိတော့စာပေးသွားတာပေါ့ကွယ်မင်းနဲ့ ဟုတ်ကဲ့ပါတော့မသိလို့ပါခဏလေးစားလေးဖတ်ကြည့်လိုက်အောင်မယ်နော်ဘာလို့စားပေးသွားတာလဲကိုလေကိုတိသွားလို့ဒီကိုလိုက်လာတယ်မနေရလို့ပြည်ကဘုတ်အိမ်ကိုသွားပြီးအများဆုံးလိုက်ခဲ့ပါဟာဒုက္ခပါပဲဒီအကူကလည်းကွာဒီနေရာကိုဘယ်လိုလုပ်တိသွားပြန်တာလဲမသိဘူးလက်ရအောင်တော့မှာပဲပြည်ရထီးတဲ့ ဟဲ့ငါဘယ်သိပါမလဲ ဟုတ်ကဲ့ပါတော့ကတော့သွားပြီလားကျေးဇူးပဲ အေး အေးအောင်နေပြော အာစီညီမပန်းဝင်ချုံနဲ့ချီကပြန်လက်သွားတယ်အခုတို့ဘိုးကားကြီးမှာတွေ့ရတယ် ဘာ ဟုတ်တယ်အာစီကျွန်တော်စိတ်ထင်သူရန်ကုန်တော့ပြန်ဝင်ရမှာမဟုတ်ဘူးအာစီကပြည်ကဘုတ်စီသွားတာပဲဖြစ်မှာအာစီ ဟဲ့သူ့ကောင်ပါလား သူ့ကောင်တော့မပါဘူးအာစီကပန်းဝင်တယောက်တည်းကျွန်တော်စိတ်ထင်သူ့ကောင်ကပြည်မှာစောင့်နေပြီးတော့အာစီကိုရက်လက်ပြဖို့အတွက်ပန်းဝင်ကဘိုးလာပြီးရောင်ပြတာပဲဗျာအာစီဒီကိစ္စကအာစီကိုနွားလို့သွားတယ် ဘာကွာ အာစီအချစ်တို့ပြည်လိုက်ဖို့အတွက်ကျွန်တော်ညွှန်ကြားပြီးသွားပြီသတင်းအသိရတယ်ကျွန်တော်အာစီအရှင်းခံဒါပဲအာစီ ငါ့ကိုနွားလို့ပြောသွားတယ် ညီလေးဘာလုပ်လဲဟာကျွန်တော်ရှာတဲ့ကိစ္စဒီမှာမရှိဘူးလေကိုကြီးပြည်မာတဲ့အခုကကျွန်တော်ပြည်ပြီးဆက်သွားရအောင်အခုရော ကိုလည်းတလွဲပဲကွာပြည်သွားမဲ့အခြေအနေဖြစ်နေပြီ တိုက်ဆိုင်လိုက်တာကိုကအဲ့ဒါအခုလည်းကျွန်တော်စီးဆက်ပါတို့ဒီဘက်ကနေကျွန်တော်ပြည်ဆက်နေပြီ ရတာပေါ့ကွာကိုလည်းပေါ်ရတာပေါ့မင်းပါ အဲ့ဆိုရင်တော့ကျေးဇူးပဲကိုကြီးကိုကျွန်တော်လည်းကားမောင်းတတ်တယ်နော်တယောက်တည်းလည်းစီကားမောင်းလို့ကျွန်တော်ကိုလည်းတတ်တာဟာရှည်ဆက်ပဲကိုလည်းကျွန်တော်ရှည်ဆက်ပါ က
တက်နေပါဦး။ဘာပါးရက်ခံဖို့ဒီပါဖြစ်နေပါဦး။ ကဲကိုကြီးဘာမှမဖြစ်စရာဖြစ်ပြတာဝန်ကျွန်တော်အကုန်ယူတယ်ဗျာကျွန်တော်တာဝန်ထားလိုက်ကိုကြီးโอเคလားမဟုတ်ဘူးလားအဲ့ဒါပဲပြောဒီကြရနော်ခိုင်းရလိုက်ဟေးဘယ်တော့ဝင်အဲ့ဒါနဲ့သွားမဲ့နေရာကိုကိုသိတယ်လိုက်ဖို့ပြေးမယ်လေရောက်ပါတယ်တက်ပါဗျာကျိုးစိုးလျက်တယောက်တစ်ခါနော်ဟိုသွားစားကြရှိတာစားတားကြရတော့ပြီးတော့စောက် ညညလာခဲ့နော် ဟောလာမှာဗောလေယုံကိုစီးပြီးတော့အမြန်ဆုံးလား ဟုတ်ကိုကြီးကအရန်အေးရပဲနော်စကားလေးမပြော မလေးလူဝတာအေးတာအသေးနှလုံးကြီးကပူနွေးနေဟုတ်တယ်နော် ဟာညီလေးရတယ်မခင်ရ ကဲရောက်သွားစားနေတော့အားခဲ့ပါ မင်းကဒီကနေမှကျွမ်းလိုက်တာ ဟောကိုကြီးကလောက်ကြားလေးပဲဗျာသာရတာဆက်ရှိရကိုတစ်ဖက်ကခတ်နေရသူကြိုက် ညီလေးအရင်ရွေးပါ ဩကိုကြီးကလည်းစကားတောင်ရှိသေးတယ်ကြီးသူကိုယူသေးရွယ်သူကိုလေးစားတဲ့ကိုကြီးကတက်ကြီးတယ်လေယူလဲယူသေးတယ်လေးလဲလေးစားတယ်ကိုကြီးအရင်ရွေးစားပါရွှေရ ဟာမျိုးကွာမင်းနဲ့ကိုနဲ့ကအခုပွန့်ပွန့်လေးနဲ့အရန်ကိုချစ်နေကြပြီကွာအကိုကြီးညီလေးခေါ်နေတဲ့ဒစိမ့်ဆန်နေတယ်လို့ပဲအဲ့တော့တောင်းနဲ့တယောက်ရောက်ဖလို့ခေါ်ကြည့် ဟာကောင်းလိုက်တာကိုကြီးကရှစ်ခေခရရှိရလေတယောက်နဲ့တိတ်ချစ်ကြတဲ့သွေးတောက်ညီကိုတယောက်ရောက်ဖလို့ပဲခေါ်တာ ဟုတ်တယ် ရောက်ဖ ကဲ ပြော sorry အကြည့်ပါလေလို့ကဲရောက်ဖဘယ်တယောက်ကြိုက်လဲပြော ဟိုလေဟိုသပင်ကောက်လေးနဲ့လေဟိုအသားရောင်လေးဝတ်တာဟိုစက်တစ်အင်ဂျင်နဲ့မဟုတ်တဲ့တယောက်လေ တီးအလိုဆိုင်ရောကိုရောက်ဖချိုင်လားနေဒီတိုင်းတော့ယောဂလေးပြက်ဆောင်းလား ဒါဒီပါဆောင်တာ ဩအစင်းသိပြစ်နေရမယ်လေ ဆေးလေးပါလေးမပါဘူးတော့ ပါတော့ဗောတီးပြီးသားပေါက်ပြီးသား ရောက်ပါ ဒီပါ ဟာ ready မိတ်ပဲဟဲ့အစင်သင့် ဒါပဲလေ အစပွားကြအောင်လေ ရောက်ပါ ready ပဲနော် ready ရောက်ပါ လာလာ ကိုစိတ်လို့ရှာရတော့ဘယ်ရောက်ကုန်မှမသိပါဘူးအေးလို့ရ ရောက်ညနေကနေထမင်းစားနေဒါလေးတောက်လိုက် ဘာကြီးတော့ဟဲ့လား လူကြိုက်ဘူးလေ ဟုတ်တယ်อ่ะအဲ့ဒါမှကိုလေးနိုင်ငါမပြောတော့ပါဘူး ဟာဘာလို့ရှောက်တွေးပြီးပြောနေမှလည်းမသိတော်ပြီမတော့တော့သွားဒီလိုကတော်တော်ညစ်ပတ်တဲ့ဟာလေစိတ်ညစ်နေရကြတယ် မဘာစိတ်ပြကြရှိလို့လဲနော်အခုဆိုရင်လေဘဘရဲ့အကိုနဲ့ဖေးနဲ့မန္တလေးမှာကုံသွားဝင်နေပြီဒီမှာလည်းဘူးမှမရှိဟာအေးစစ်တယ်လို့လည်းရတယ်အားလုံးကလွတ်လက်ပဲလိုရရင်လေငါတို့ညပါရှောင်ဝေးလို့ရရနော် တော်ပြီနော်မိမလည်းပါစပ်ပိတ်တော့ဘာလို့ရှောက်ပြောနေလဲဒီစိတ်ညစ်ဖို့ အမေမဖြစ်မှကြာနေတယ်ထောင်းနေနေပါဦးမြန်ဘာရများစိတ်နေနေရ ဟိုစိတ်ညစ်တာပေါ့ကိုအကြောင်းမသိရကြတယ်ပဲ तू ကလေထက်ကနေရှိ तू မသိတာဟုတ်မရှိစုံစမ်းပြီးသိလိုက်တာပဲအခုလည်းဘယ်ရဘလို့စုံစမ်းပြီးသိတာပြီးလိုက်လာမှမသိငါအဲ့ဒါပဲစိတ်ပူပြီးစိုးရိမ်နေတာဟုတ်တယ် နင့်ကိုမလိုက်လာနိုင်မှာဟာအခုလောက်ဆိုဘကုန်းမှာရွာလဲနေလောက်ပြီ အမလီနေမဲ့အပြောကောင်ငါအကူလောက်နေတာငါအကူ ရေးလေရေး ဘူးရဲ့ချုံနေစရာပုံပါထူတယ်ဟဲ့ချုံနေဘာတူလဲ ရဲနဲ့အိမ်ရောက်လာတယ်စာပေးလိုက်တော့ချက်ချင်းပဲပြန်ထွက်သွားတယ်နိစုသူရောက်လာပြီလား ငါစီအခုတည်းမရောက်သေးဘူးငါလည်းမရောက်နေတာဟဲ့ကိုငါတို့တရင်ရတယ်လို့လာလား အေးရောက်လာတယ်ဟဲ့နင့်ကိုကောင်ငါယာတိမှာတွေ့လိုက်တယ် ဟာလားနင့်ကဘာလဲမေးသွားသေးလဲဟမ် အိမ်ကိုရောက်လာတာမဟုတ်ဘူးဟာရဲနင့်ကိုတွေ့လို့ပဲထွက်သွားတာလားနင်ပြန်လေးထွက်သွားတယ်ဆိုတာကိုပဲတိလို့လိုက်သွားတာလားတော့ငါမပြောတတ်ဘူးဟာ ဟာရှင်ရပါတော့ကိုဘာလို့ချန်နေလဲမသိဘူးဟမ်ချုံလဲ အေးငါအထင်တော့နင့်အကိုကငါစီမှာမရှိမှန်းသိလို့ရှိရင်ဘဘစီတော့လိုက်သွားမှာပဲနင့်မှာငါတို့ကလွယ်တခြားပေါ်
တိုင်းမှမရှိတာဟာဟဲ့ဒါပဲနော်အချောင်းထူးလို့ရှိရင်ငါ့စီကိုလည်းဖုန်းပြန်ဆန်အောင်တိလားအေးငါလည်းထူးရစမယ်နင်လည်းထူးရစအောင်နော်အေး thank you တကယ်ချင်းအေးဟုတ်ပြီစိတ်လိုက်တာဘာဖြစ်လို့ကိုလေးရောက်ချမလာခင်ကိုရောက်လာတော့ဒုက္ခပါပဲဟာမချိုးတော့ပြောတယ်ကိုကရဲရောက်ချင်းပြန်ထွက်လာတာတဲ့ဘိုးစီများလိုက်လာတော့မသိဘူးလေဘယ်တော့မှမနေတော့ပါဘူးကိုလည်းဆက်ကြည့်အောင်အေးဆက်ကြည့်ခေါဘာလို့လဲမသိဘူးဖုန်းလိုက်ထားတယ်ဘာစိတ်ကူလို့ပြေတော့မှာစိတ်ရပါတယ်နမကိုလည်းတွေ့ပြီးရောလေဘာကွယ်ဦးတော့ပြီးဘယ်လိုမရှိတဲ့တိုင်းကြီးနေပြီလားမသိဘူးလို့အဲ့ဒါစိတ်ကူရဲ့နေရင်ရမရှိလို့ပြောရအောင်တော်ခန်းလို့မှမဟုတ်ဘူးအေးဒီလိုပြောလဲမရှိတာဘယ်တွင်းလဲဝင်နေလဲမသိလို့ခတ်နေတာနားလေလားဘာလို့စိတ်ကူလို့ပြေတော့မှာပဲတော့စေအောင်ညီမလေးဘာခွဲဦးထုတ်ပြီးဦးဘနဲ့ခွေရှိရတာစမ်းကြည့်ရအောင်လေအခုနဲ့ဒီမှာတလင်းတဲ့ပဲကိုလေးကတော့မလွယ်ဘူးမှရှိရစိတ်ကူပြေတော့မှာပဲစိတ်ကူလို့နော်ဒီလိုပဲကွာတာကမှတော့ဝိဇာတဲ့နာတမန်တော်ဆိုတော့လောကတော့တယ်ပါကြောက်ပဲတော့ခေါ်ဟုတ်ဒါတော့ရှိမှာပေါ့ရောက်ပါရဲ့ရောက်ပါရမြန်လာဒီလိုပါပဲကွာမင်းအဲ့ဒါမှအဲ့ဆိုလေးကြပါလေဘယ်လိုလဲမလဲတယောက်ကြံသေးလေဟမ်ဒီကိုအေးကိုအိတ်ပြောင်းဝင်လို့ရလားဝင်မယ်လေရဟောသူဝင်လာတော့အကိုဟိုတဲ့နဲ့စောင့်နေတယ်โอเคရောက်ခါလို့ဗျာဟာစိန်ုံကြအေးရောက်နေပြောသူတယောက်တည်းလားဘာကွာဟာဘုံများခွေးတယ်သေအောင်မခွေးတောင်သားတွေရောက်ပါကြီးဟေးဖြစ်နေရလဲရောက်ပါကြီးဟဲ့လုံးကိစ္စပါရောက်ပါဒီကောင်နေအတုံးမကြလို့ဆရာသမားရေဖုန်းဖွင့်ပါတော့ရောက်ပါဒီဖုန်းလာနေလေကိုင်းလိုက်အောင်လေကွာခိုင်မဲရောက်ပါရဲ့ကိုယ့်ရဲ့ချစ်လေးရှိရနေလာနေတာဘယ်လိုပြောရင်ကောင်းမလဲစဉ်းစားရောက်ပါရဲ့ခင်ဗျာအတန်မထွက်နော်အတန်မထွက်နဲ့ပြောလိုက်အောင်ဟယ်လိုကိုချစ်လေးပြောကိုကလေချစ်လေးရဲ့အတန်လေးကိုတညာလုံးကျွမ်းနေတာဟာပိုတွေရှောက်ပြောနေနော်ဖုန်းအောင်ဆက်လို့ရတာမဟုတ်ပဲနဲ့ဘယ်လေးရှောက်တော့ဝင်ထိုးနေဟမ်ပြီးတော့ဖုန်းလေးပိတ်ထားဘာလို့ပိတ်ထားလဲပြောအဲ့ဒါလေညတော့လိုင်းကားမမီတော့လို့ချစ်လေးရဲ့အဲ့ဒါဖုန်းကြီးเจ้าမှာဝင်ပြီးတော့တညအိတ်လိုက်ရတာအဲ့ဒါချစ်လေးရဲ့ဖုန်းကြီးကလေတညတော့တရားတွေထန်ခိုင်းတာနဲ့ဖုန်းလေးပိတ်ထားရတာချစ်လေးရဲ့ပန်းအဲ့ဒါလည်းမသိတာကိုကအဲ့ဆိုလို့ရှိရင်လည်းပန်းစီတော့အရင်ဖုန်းဆက်တဲ့နာပန်းဘာမှမသိတော့အရင်စိတ်ပူနေတာတညတော့ကောင်းကောင်းအိတ်မပြောဘူးကိုချာမနေနဲ့တော့မြင်မြန်လာတော့ဘဘတို့အိမ်မှာပဲရှိနေသေးတာဟိုမှာကိုကစိတ်ချတာမို့နောက်ကနေလိုက်လာပြီလားတော့မသိဘူးလာမအခုလာနေပြီလမ်းမှာလေလမ်းမှာပြောနေရပဲလမ်းမှာစထွက်ကြတဲ့ကလမ်းမှာကိုဟိုတွေဝင်ဒီတွေဝင်မလုံးနဲ့နော်ချစ်လေးကလေကို့အကြောင်းကိုလည်းသိရတာကိုကလေဒီလောကကြီးထဲမှာချစ်လေးကလွယ်လို့ရှင်ချက်တဲ့လူတွေအကုန်လုံးယောက်ျားကြီးလို့ပဲထင်တာကို့အတွက်မိန်းမဆိုလို့ဒီကဘာပေါ်မှာချစ်လေးတရားထဲပဲရှိတာနော်ဟုတ်ပါပြီမြင်မြန်လာကြွခဲ့နော်
Okay bye bye ချစ်လေးကိုအမြန်ဆုံးလာနေပြီနော် ဒါပဲပို့ပါ တွေ့ရမှာရောက်ပါကြီးအဲ့လိုရိုးသားတဲ့အတန်လေးနဲ့ပြောလိုက်ရင်လည်းယုံသွားတာကဲရှင်းလာမယ်ကွာရှင်းရောက်ပါရောချစ်သူလေးပါလေမရှိဘူးလားရှိပါဘူးကွာတယောက်တည်းပဲအဲ့လည်းကောင်းပါလေဒါပဲနော်ဤသားတွေပါထားတော့မယ်ဆိုတော့မြင်တဲ့အတိုင်းပဲမိန်းမကြီးဆိုတာလင်ပေးနိုင်မှတော်ယုံကြကိုတော့ easy ပဲလေဒီချိန်ကြောက်လို့ရှိရင်တော့မဟုတ်တတ်တဲ့ကြောင်လေးပေါ့ကိုရကြိုင်တော့ရှည်ပွဲပဲတွေ့ရဖမ်းတော်လိုက်တာရောက်ဖာကြီးကတော့ရောက်ဖာကြီးကောင်းပါလေရောအပိုင်ပဲနော်အာအပိုင်နဲ့ကိုကျတော့ဘယ်လိုလဲဆိုတော့ယောက်ျားတွေရဲ့ခုံးကိုတက်နိုင်တဲ့တော့မြင့်တင်တယ်မိန်းမတွေအတင်းနှလုံးခြေပွားအောက်လောက်မှာပဲနေရပြီးတာအားကြတယ်အားကြတယ်အားကြရမယ်မိန်းမတွေဆိုတာဘာလဲနေစမ်းပါအပလာရေးကြည့်တာကိုစီနေဖို့ပဲဒါပဲတော့ဟာရေးစားလာပြီးတော့ရှေ့လဲဦးရောက်လို့ရှိရင်စတိုးတိုင်းတစ်ခုမှာရေးလေးပါလေးပေါ်ရအောင်နော်900 ဟုတ်တယ်ဟာဘလို့ဖြစ်တာလဲဗျာ300ပါဟိုတယ်မှာတော့ဒီဈေးမရှိဘူး ဟိုတယ်မှာဒီဈေးမရှိမမဲကျမဆိုင်မှာတော့900ပဲရှင်မဝယ်နိုင်သွားလိုက် ငါဘလို့ပြောလဲဘာမဝယ်နိုင်ရမှာလဲမြစီးလာတဲ့ကောက်ကိုကြီးလိုက်အောင် နေဟာနေဘလို့ကားစီလာငါရေသားတော့900ပဲဟောရောက်ပါရဲ့ဝယ်လိုက်ပါတန့်ပါတယ်မင်းရတယ်ဖားတန်းတာလဲကွာသူ့ဆိုင်ရတဲကန်တာထဲမှာဖွင့်ထားမှာမဟုတ်တော့ဟောရောက်ပါလေဝယ်လိုက်ပါဆိုကွာတန့်တယ်ဝယ်လိုက်တပါရေသားဘူးနှစ်ဘူးနော်ယူသွားပြီနောက်တစ်ခါဒီလမ်းဖြန့်ခင်ဗျားဆိုင်မတော်မှမဝယ်မဝယ်နဲ့ငကန်းသိငစိတ်ပွားလိုက်မယ်ဟဲ့လောင်းနေပဆိုင်ရအပြေးတော်မိုက်ဆိုင်နေကောင်နောက်တစ်ခါလာကြည့်ငါလည်းနဲ့တွေ့မယ်နေတရားပဲကွာအမျက်တွေတင်ထားလိုက်တာအခု900လေဟမ်လမ်းပေါ်မှာလူတွေမဖြစ်မနေဝယ်ကြမှာပဲဆိုပြီးတော့တော်တော်အမျက်ကြီးစားတယ်မိမရောက်ပါလေတန်တယ်ပဲစွတ်လုံးတယ်ရောက်ပါလေတကယ်တန်လို့တန်တယ်ပြောနေတာဟာမယုံလားမကြည့်ပြလားအဲ့ဒါတွေကရောက်ပါအိနဲ့အဲ့မိမနဲ့လေချောင်းတိုက်ပွဲတွေစင်တွင်းတွေတော့ခိုးလာတာအဲ့ကြောင့်ရောက်ပါရောတန်တယ်လို့ပြောနေတာရေသံမှုနှစ်ခုတော့1000ပဲတောင်းတာအမ3000မိုးလောက်ရှိရယ်နော်တန်လန်လုံး3စမ်းပါလေ2000တော့ကိုကမြက်တယ်ဟုတ်ပါကြီးရဟာကိုကလေရောက်ပါကြီးကိုလူပြောလူရှုပ်လူလိန်လို့ပဲထင်တာလားဟမ်ကိုတော့ခိုးရတယ်ပေါ့ဟုတ်လားပြောပြီးပြီပဲရောက်ပါကြီးဟာလောကကြီးမှာကိုအစင်ပြေဖို့အရေးအကြီးဆုံးပဲနော်ကြီးစားထားရင်လည်းတန်ရမယ်ရေသံမှုဝင်ရင်လည်းတန်ရမယ်လမ်းသွားရင်လည်းတန်ရမယ်အားလုံးတန်နေရမယ်ရောက်ပါကြီးဟာရောက်ပါတိုက်စားလာပြီးရောက်ပါရချာချင်းဖြစ်ဖို့လိုနေအဲ့တော့ဆန်ရောက်လို့ရှိရင်ဝါရီဆွဲနဲ့ဒါလေးနဲ့ဝင်တင်လိုက်ရအောင်ကောင်းလိုက်လားဟမ်ရောက်ပါစီစဉ်ကတော့မိုက်နေရပဲဟောလောကကြီးမှာလူဖြစ်တော့ကောင်းတာလေးတွေလှုပ်ရတာရောက်ပါရတန်အောင်လှုပ်စမ်းပါအေးပါ
ပဲလမ်းဆန်းသွားရပါရပါဘုံလေးကြတယ်ရှိရပါအမှန်တိုင်းဖြစ်ပါရောက်ပါရဘာမေးမှမလို့လေဟိုရတယ်ရောက်ပါကြီးအလောက်ကန်သိချင်တာရောက်ပါဘာလောက်လာကိုအမှန်တိုင်းပြင်ရောက်ပါယုံပါလားယုံမှာပေါ့ရောက်ပါလေဒီလူနဲ့ဒီလူမယုံစရာဘာရှိလဲပြောရမှာအဲ့ဒါဆိုကိုပြောပြမိုက်ကြီးခွဲတယ်ခေါင်းပုံဖြတ်တယ်ဒါဆိုရောက်ပါလူမိုက်ပေါ့ဟုတ်တယ်အဲ့ဒါကြောင့်ကို့အမြင်တဲ့လူတွေကအားလုံးဖြုံသွားကြဘာကြီးရလဲရောက်ပါမနှောပါနဲ့ရောက်ပါရဲ့ရောက်ပါကိုကြီးကလူမိုက်နဲ့မတူရောက်ပါပြောင်ဆက်ဆက်တယ်လူရှင်တော်တယောက်ကလေလူမိုက်အတင်းဝင်ပြီးလုံနေတယ်လို့ပဲရောက်ပါလေနောက်ရောက်ပါမယုံဘူးဆိုရင်တက်သေးကြဆရာဘာလို့လဲဟဲ့မင်းတို့ဆိုင်ကရက်လာတူပြီကွာမဟုတ်ပါဘူးဆရာဟုတ်ဟာဘာမဟုတ်ပါဘူးဟုတ်ပါဆရာကျွန်တော်ဆိုင်အတူမြောင်အစ်စ်ပဲရောဟာဘာအစ်စ်ရောဟဲ့ရောက်ပါအမေကဲဟဲ့ငါရောက်ပါတော့ပြီလားချပါဘာဖြစ်လာလဲဘယ်မှာရောက်နေကြလဲဘာဖြစ်လာလဲလို့ဘာဖြစ်ရမှာလဲမနေ့ကဆိုင်မှာသွေးကူလေးကျင်လို့နည်းနည်းများပါဟုတ်သားပဲဟမ်ချပါဘာမှမဖြစ်ဘူးဘာဖြစ်ရမှာလဲဒါမျိုးအေးဆေးပါရောက်ပါရတယ်ဟာအေးဆေးပဲဒါမျိုးอ่ะမင်းတို့เนี่ยခေါ်တော့ရောက်ပြီအများလူတွေကရှင်းနေရရှိရရှင်းပေးလိုက်တော့တစ်ဖက်ကလည်းကြေးလိုက်တယ်အဲ့တော့အများတို့ပြန်လို့ရနောက်တော့ဒါမျိုးမဖြစ်အောင်ကျွန်တော်တို့အနေနဲ့ဆင်ခြင်ဟုတ်ပြီလားဟုတ်ကဲ့ပါစကားဝေးခင်ဗျားတို့ပစ္စည်းတွေရောဆုံးရဲဆုံးပါတယ်ခင်ဗျာဒါပါပဲကဲအဲ့ဒါပြန်တော့โอเคကျေးဇူးပါကဲတော့သွားဟုတ်ကဲ့ရောက်ပါလေခုဂရီလေးတစ်ခုလောက်ပြီးတော့ဘာဂရီဒီလိုရောက်ပါကြီးရောက်ပါနဲ့ကိုနဲ့တယောက်ကိုတယောက်ချောက်နောက်ထပ်တယောက်ကထိခိုက်နာကျင်မှုတွေမဖြစ်ချင်ဘူးရောက်ပါကြီးအဓိကကတော့ရောက်ပါကြီးရဲ့ဟောဒီလက်ကြောင့်ဘယ်တော့မှထိခိုက်နာကျင်မှုတွေမဖြစ်ချင်ဘူးအဲ့ဂရီလေးထားကြရင်မကောင်းလားလို့ဘာဖြစ်လို့ရှိရလဲရောက်ပါကြီးအဲ့ဒီမပေးနိုင်ဘူးလားဟောရောက်ပါရဲ့ရောက်ပါနဲ့ကိုနေရညီကိုလိုဖြစ်နေပြီလေနော်အဲ့တော့ဒီတက်တက်ရောက်ပါကိုကိုလက်နဲ့နာကျင်ထိကဘယ်တော့မှမလို့ဂတိပေးတယ်အဲ့ဒါကြောင့်ရောက်ပါကိုချစ်တာအားပဲဗောခဏနေရောက်ပါကြီးဘာဖြစ်ရတီဘောမင်းနဲ့ကျွန်တော်မောင်တို့လိုမျိုးငါးလက်နဲ့တော့မသေးသေးအောင်ပြပြီးတော့တပည့်တွေနဲ့လှက်သက်ခိုင်းတာမျိုးတော့မလုပ်နဲ့နော်ရောက်ပါကြီးရဲ့တပည့်တွေကြောင့်လည်းကိုဘရောမှထိခိုက်နာကျင်မှုတွေမဖြစ်ရှင်အေးစေးပါရောက်ပါကြီးဟာကိုတို့တွေကပေးပြီးသားဂတိကိုအသက်ထက်တန်ဖိုးထားတယ်နော်ဘယ်တော့မှမဖြစ်ဘူးတပည့်တွေကြောင့်လည်းရောက်ပါကြီးကိုမနာကျင်စေအောင်ဂတိပေးတယ်ကျေးဇူးတင်တယ်ရောက်ပါကြီးဟာဒီရောက်ပါကြီးတခုရှိသေးတယ်ဟာဘယ်မျိုးစုံပဲကွာမဟုတ်ဘူးရောက်ပါကြီးကျွန်တော်လေနောက်ကနေပြီးတော့လေအဲ့လိုလိုက်ပြီးတော့ဖဲ့ကျင်နေတဲ့ဘဲတို့ကိုရှိတယ်အဲ့ဘေးကလည်းစောင်းစားပြင်းတာဟာ
ဒါပေမဲ့လေရောက်ပါရဲ့လက်ရင်းနေဆိုအဲ့ဖေကိုအပီဖဲ့လို့ရဟိုတကယ်လို့မြတ်လေအဲ့ဖေရောက်လာလို့ဆိုရင်ရောက်ပါရဲ့နည်းတော့ကူညီပေးတော့ စိတ်အေးထားရောက်ပါဘသူလဲဆိုတော့လက်ညိုးလေးထိုးပြလဲကိုလို့ဆရာမလို့ပွဲအပီရုံစမ်းပါအာကူတယ်အေးမကြီးအာကူတယ်တကယ်အာကူချင်စရာကြီးကဲတွားမယ်โอเคခဏလေးတော့ရပါခဏလေးဟယ်လိုအချစ်လေးပြောကိုဘာဖြစ်လို့လောက်ကြာနေရလဲဟာပကောကနေပီလာတာဘယ်နှညရှိပြီလဲဟာဘာတွေလုပ်နေလဲအိုးချစ်လေးရဲ့လမ်းမှာလေကိုရောက်ဖက်ကဘေးပေါက်သွားလို့ရောက်ဖဘယ်ရောက်ဖဟောဒီလိုချစ်လေးဟိုလမ်းမှာလေမတွေ့ပြီးတော့တအားကိုခင်ပြီးချစ်သွားကြတာအဲ့ဒါကြောင့်မလို့ရောက်ဖလို့ခေါ်တာဟောချစ်လေးကိုရောက်ဖတအားသဘောကောင်းတာချစ်လေးဖုန်းပြောကြည့်ဦးမလားဟမ်ပြောလိုက်လေဟမ်မပြောဘူးနော်ကိုမပြောချင်ပါဘူးတစိမ့်နဲ့မပြောချင်ပါဘူးရှောက်လို့မနေနဲ့ဟိုချစ်လေးကလေဖုန်းပြောကြည့်လိုက်ပါချစ်လေးပါခင်တော့မှာတကယ်ကိုခင်မကောင်းတာခဏလေးနော်ရပါ့ဟိုချစ်လေးနဲ့ဖုန်းနည်းနည်းပြောကြည့်လိုက်ကိုရှောက်ပေးနေနဲ့မပြောချင်ပါဘူးဆိုကိုဘာလို့လဲရှောက်ရှိရမင်းနဲ့လားတော့ကိုလိုက်လာလို့ရှိရင်ကိုကြီးသွားတယ်တတလုံးမတွေ့ရတော့ဘူးဒီမှာဘာမှန်းလဲဟောချစ်လေးရဲ့အဲ့ကိစ္စတော့ကိုလည်းစိတ်မပူစမ်းပါနဲ့လက်ရည်တူတဲ့သူတယောက်ကိုရှာတွေ့ထားတယ်နော်အေးစေးပဲရောက်ပါချစ်လေးကလေလိုက်ခဲ့မယ်ကောင်သိတယ်မလားအဲ့ဒီကောင်စိတ်ပူနေတာဘာမှမဟုတ်ဘူးလက်ရည်တူတဲ့လူရှိတယ်ဘိုင်ပြန်တော့ရောက်လာခဲ့ပဲလားပြောလိုက်ရင်လာပြီနဲ့ခဲ့ပဲအချစ်လေးရဗျာသူ့စီကိုရောက်တာနောက်ကြလို့ဆိုပြီးတော့စိတ်ကောက်နေတာဒါပေမဲ့ပူကြမလို့ပါဘူးဒီလိုယူသားရဲ့မျက်နှာလေးနဲ့ဆိုလို့ရှိရင်ပြော့ကြတော့ပါမပြလေတော်တော်တတ်နိုင်တဲ့ကောင်အေးစေးပါအေးငိုးပြောပါထူလားကျွန်တော်ပန်းပွင့်တွေ့ပြီနားမှာကြည့်အထူးမှတော့မပါဘူးသူတယောက်တည်းပဲအာစီဟဲ့အောင်ငါမယုံဘယ်လိုတေချာစောင့်ကြည့်ပါဒီကောင်ရှိကိုရှိရဟုတ်ကဲ့ဒါပဲရလောကိစ္စနီးလာဟာရောက်ပါကြီးရလေအလုပ်ကိုအရင်ငယူးဆိုင်တာပဲကိုတော်ကြီးနဲ့တော်တော်လေးစားလာရောက်ပါကောင်းပါမှာစောင့်ကြတပည့်လိုဆိုင်းနေပြီခိုင်းရโอเคရောက်ပါ阿西，好高，爬好高嘞，好高，哎你高，哎，我要跑没人牛这抽抽呢，哎，好高呢，哎，没老高呢，阿龙没他，都踢我们标呢，人牛抽哎人牛我骗骗，冇回事，哎你高，漂亮的啦没，漂亮，我不我碰死的，你也追到一点，我们那手头没弄来开，跑，跑了。ရောက်ပါကြီးထွက်ကြအောင်လို့မကြခင်ပြန်ဆုံကြအောင်ရောက်ပါကြီးပြန်ဆုံပါဘောရောက်ပါကြီးနဲ့ကိုနဲ့ရေစက်ကနဲတာမှမဟုတ်တာအကြီးပဲလေဟုတ်တယ်ဟိုဖုန်းနံပါတ်တွေလည်းပေးထားဆိုတော့အရေးရဲ့အကြောင်းလည်းခုချိန်ကိုဖုန်းဆက်လိုက်ရောက်ပါကြီးလို့ဆိုဘယ်တော့မှလက်မနေဘူးနော်သိကြတာမှရောက်ပါကြီးရဲ့လုံးချက်ချက်လို့မြန်မြန်သွားလို့ပါလုံးပြီးပြီဆိုတာနဲ့ရောက်ပါကြီးချက်ချင်းဖုန်းဆက်လိုက်ပဲဟုတ်ဟုတ်တော့ရောက်ပါကြီးဝမ်းနေတော့မှာပဲကိုလည်းဘာပဲရောက်ပါကြီးဝမ်းနေရောက်ပါကြီးဒီလိုဆိုတော့စစ်တူလေးရှိသွားလိုက်အောင်ပဲအဲ့လိုမျိုးအားမကြည့်ရစူးစားတယ်တင်ရမ်းတော့ပဲရှိဒီလိုပုံစံလေးပဲကဲရောက်ပါတော့ဟောဒီကိုစလို့တာဝါတွေခိုးလာတဲ့စလို့တာဝါတွေကားထဲမှာထားခဲ့တယ်ရောက်ပါမျက်နှာလေးတွေညှစ်ပတ်တဲ့အခါမျက်နှာပူတဲ့အခါစလို့တာဝါတွေတော့တိတက်တယ်ရောက်ပါကြီးโอเคကူးစားအောင်နော်ပြန်ဆုံးမယ်ကဲကောဘယ်ချင်းလိုက်လိုက်တာ
အေးပြောရအောင် ပန်းပွဲတူတငယ်ချင်းဘိုးရောက်နေတယ် ဟာဟဲ့အောင်လေအဲ့ဒါဆိုရင်ငါ့ကိုလိပ်စာအတိအကျပေးဟုတ်ပြီဘာပြန်ပြောပါဟောအေးဟုတ်ပြီဟဲ့အောင်သေးကြတယ်နော် သိကြရစီဒီမှာငါချစ်လို့လည်းရောက်နေပြီကျွန်တော်ဒီကောင်လေးကိုခေါ်ပြီးတောင်းလိုက်လိုက် ဟဲ့အောင်မလုပ်နဲ့မင်းတို့လုပ်ဆရာမလို့အေးငါညမကိုခိုးသွားတဲ့ကောင်ကိုပိုက်ခွဲဥထုတ်ပြီးငါကိုယ်တိုင်ပေကျုံးတဲ့အတိုင်းပဲမင်းတို့ကောင်လေးအဲ့ဒီနာမှာတေးကြစောင့်ကြည့်တာဒါပဲရောက်တွေ့ကြပြီဝါဒီရလည်းကုန်နေသေးတယ်ပေါ့ မောင်ဘာဖြစ်လို့လဲရုပ်ကွက်ထဲမှာလေအင်းကြီးအမဲရောက်ဝမ်းဆောက်ပထားတဲ့လူတွေကမမဘုံမမလည်းဆိုလိုက်မြင်နေကြတယ်ဘယ်လိုလဲအခုလူတွေကိုလူတွေတို့ပါမကြောက်တယ်အဲ့ဒါဆိုလေကြိုက်ကြွားငါ့ကိုမြင်သွားကြတာနော်အေးတော့ကောင်းပါနော်ဘို့ဒီချုံနဲ့စီကိုပုံစံလိုက်ကြိုက်ကြွားငါ့ကိုကြွားလို့နော်ကြိုက်တယ်ကိုစီနေတော့တိတ်တာမောင်လည်းအဲ့ဒီအနေရောက်ဆုံးတဲ့လူတွေမတော်တဲ့အင်းစားမှမပြောနေကြတာလမ်းနဲ့ပြီးတော့ဟုတ်ပြီနော်အေးရှင်တို့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 ဟဲ့ကအတန်တိုင်းနဲ့ဘာလို့ဟောနေရလဲ ခင်ဗျားမထူးပါနဲ့ဘာလို့ထိုင်နေတာလဲ မင်းခေါ်တာအိမ်ရှင်တို့လို့ခေါ်တာလေဟာဒီကိုခဏဆောင်ပေးနေရတယ်အိမ်ဆောင်ကွာအားကြောင့်မထူးလားရှင်းပြီလား ဟာခင်ဗျားဗျာစကားကိုကတ်တက်ပြီးတော့ပြောနေတယ်ခင်ဗျားဆိုလည်းပြီးရောဗျာကျွန်တော်ဒီအိမ်မှာရှိတဲ့ဘဘုတ်နဲ့တွေ့ကြလို့ဘဘုတ်ရှိလားဘဘုတ်ကိုခေါ်ပေးပါ ခေါ်လို့မရ ဘာဖြစ်လို့မရလဲ မရှိ ဘာဖြစ်လို့မရှိတာလဲ အပြင်သွားတယ် ဟောခင်ဗျားကလည်းစကားကိုတခွန်းချင်းစီပြောနေတယ်ဗျာအစိုးရအပြင်သွားရဆိုပြောလိုက်ပြီးနေရပဲအဲ့ဒါဆိုလို့ရှိရင်ဟိုသူ့တင်ခဲ့ရဲ့ပန်းမွှဆိုတော့ဒီမှာရှိလားကျွန်တော်ပန်းမွှနဲ့တွေ့ကြလို့ဟိုအသားဖြူဖြူခက်ဆွဲဆွဲကောင်းပါလေလေ ဒီကမှာမင်းကငါနဲ့တွေ့ကျင်တာလားဘုတ်ဘုံနဲ့တွေ့ကျင်တာလားပန်းပွင့်နဲ့တွေ့ကျင်တာဘယ်သူ့တွေ့ကျင်လဲပြော ဒုက္ခပါပဲဗျာအာယုန်နေတော့လိုက်တာကျွန်တော်ပန်းပွင့်နဲ့တွေ့ကျင်တာဗျာနော်ရလားအဲ့ဒါ နင်းနာမည် ရဲလင်းကိုလင်းလို့သူတို့ကခေါ်တယ်သူတို့ကိုလင်းလို့ပြောလိုက်လို့ရှင်သိတယ်လို့ပါဗျာရှင့်ခေါ်ပေးစမ်းပါအရေးကြီးလို့ အဲ့ဒါမှတ်ပုံလို့ပြ ဗျာ မှတ်ပုံတယ် ဘာလို့မို့လဲ မှတ်ပုံတယ်ပြစမ်းပါသူတို့ကငါ့ကိုသေချာမှာသွားတယ်လာတဲ့လူတိုင်းကိုမယုံနဲ့တဲ့အဲ့ဒါမှတ်ပုံလေးပြ ဟာအမေရိကန်တန်ရုံသွားဝင်တာတော့မှပဲတလောက်တော့ရက်မှာမဟုတ်ဘူးခင်ဗျာပတ်ပုံနေကြည့်ကြော့ဟာ အေးဟုတ်တယ် အဲ့ဒါဆိုရပြီမလား ရပြီ အဲ့ဆိုပတ်မှုကိုခိုးပေးပါဗျာအရေးကြီးလို့ပါလက်ပါ ရစာ လာပြန်ပြီစာ ဒီသူတို့ကလည်းငါ့ဟောတာပေးပြီးထွက်သွားတာပဲကွာရော့ ဟုတ်ပါဘူးကိုလင်းကိုကဒီအိမ်မှာပန်းမွင့်ရှိတာသိသွားပြီဒါကြောင့်နီနီနဲ့အတူတူကြိုက်ထိုးကနီနီအိမ်ကိုလစ်သွားပြီနီနီတို့အိမ်မှာနေပြီးတော့တရားရုံကိုတခါတည်းသွားမယ်လက်မှတ်ထိုးပြီးမှစိတ်ချရမှာဖုန်းကဘက်ထရီဒေါင်းတော့လောလောဆယ်ဆက်မရဘူးဒီဇိုင်းရချင်လိုက်ခဲ့ပါအာဒုက္ခပါပဲဗျာလွယ်ပြန်ပြီဆက်လိုက်ရအောင်မယ်ပြဿနာပဲကဲဦးလေးကျေးဇူးပဲဗျာနော်သွားလိုက်အောင်မယ်ဆက်လိုက်ရအောင်မယ်ဗျာ အေးသွားဖိုးကြည့်လိုက်တာလည်းပြားလို့နေလိုက်တာလည်းချားလို့ဘုတ်ကံမိန်းကလေးကဒီမှာသာစောက်ရတယ်လို့တော်တော်အတော့မကြတဲ့ကောင် မင်းချီရတယ်အားမရှိဘူး ဘာလို့စိတ်တွေတော်တော်ချာရှေ့ဆက်ပြီးဘာလို့လုံးဝမလုပ်ဘူးဒီပြေးလို့အောင်ကိုကြောင့်မသိဘူးကိုတော်နဲ့ရှော့ပေးပါ လူပါလေချစ်စစ်ဆိုတာလေအခက်ခဲကြရကြောဖြတ်ရဒီဘာမှအမေမိမိမှလည်းငါတို့ရေကုန်ရှိနော်စီပြေတော့လို့ရှိလို့ဒီလိုပဲတော့မရှိဘူးဘာမှလည်းတော့တော့တော့တရားစရာကြောင်းရှိအေးပါအဲ့ဒါလေစာကိုလေးရောက်လာလို့ရှိရင်တရားရုံးတော့ကြမယ်နော်ငါပြန်မေးစီတရားသူကြီးရှိတယ်တရားရုံးကိစ္စလည်းဘာမှမဟုတ်ဘူးဒီစကားနေလိုက်ကြရမယ်ငါပြန်ပြောတာနော်အေးပါဒီကအဆက်တွေပြက်နေတာဖုန်းကလည်းဘက်ထရီကုန်တယ်ကိုလင်းဆက်လည်းရအောင်ငါလည်းဆက်လို့မရဘူးစိတ်ညစ်တယ်နင်ကလေဒီမှာငါဖုန်းရှိတယ်လေဘာဖြစ်လဲဘာပဲအဲ့တော့ခေါင်းလည်းမ
ရောက်ဘူးစိတ်နေနေစိတ်တွေများနေရချောင်းလုံးကြီးဟေးချောင်းလုံးအရှင်တို့အရှင်တို့အရှင်တို့ 哎呦，熬来了，来来来，我把 A 行不行？A 上出来，俺们是，俺就不出来话，是不是？ တော်တော်စကားများတယ်သူပန်းမွင့်ပဲမှာလဲ ပန်းရောက်နေလိုက်ပန်းမမလဲလေဟောက်မှာပန်းနေအများကြီးတယ်ပန်းနေအများကြီး ဒီလိုကတော့ကောဒီမကြည့်ဒါပါလေ မင်းကလေးတူတူလေးငါဟာမင်းရဲ့တပူရှိဘာအိမ်ထဲမှာငါကြီးတောင်ရှိတယ်အဲ့ဒါဒီနှစ်ဆလောက်ရှိတယ်အဲ့ဒါကိုပြောတာ ဟဲ့လူခမည်းအိမ်ကိုကျုံမီးရှို့လိုက်ရမလားကျုံညမပန်းမွင့်ခမည်းထုတ်ပေးမလားပြော နင်းသမောမင်းကမသိဘူး ပန်းပွင့်ရဲ့အကိုမင်းထင်လူမိုက်လောကမှာထင်ကြီးဆိုပြီးနာမည်တစ်လုံးနဲ့နေတဲ့ကောင်မင်းလိမ်မယ်တော့မကြိုးစားနဲ့တော့ ငါလည်းဖဲလောကမှာနာမည်တစ်လုံးနဲ့နေတဲ့ကောင်ဘူကြီးတဲ့ဘယ်တော့မှလိမ်မပြောတတ်ဘူးနော်မင်းကမရှိတော့ဘူးသွားပြီ သွားပြီဆိုတော့ခုနဒီမှာရှိတယ်အခုထွက်သွားပြီလို့ပြောတာလား ဟုတ်တယ် ဘယ်ကိုသွားရလဲ အမသိဘူး တယောက်ထဲလား နိုင်ရ သူ့ကောင်လေးတယ်လား မဟုတ်ဘူးနီနီနဲ့ဒါပေမဲ့ခုနကတော့ကောင်လေးတစ်ယောက်လာပါတယ် ဘယ်လိုပုံစံလဲ ယောက်ျားလေးပဲဒါပေမဲ့လင်းတဲ့တော့အများကြီးချောတယ် အေးပြော ဟာအာစီညမတော့ကြိုက်ထိုလိမ့်သွားတဲ့ပုံမဲတော့အာစီအဲ့ကြိုက်ထိုမှာညီညီတို့အိမ်ရှိတယ်အာစီက ဟုတ်လား ဟုတ်တယ်အာစီကျွန်တော်ငမိုးတော့ကြိုက်ထိုလွှတ်လိုက်ပြီရဲလင်းလဲဟိုမှာစောင့်နေတဲ့ပုံမဲအာစီကသူတို့လှုပ်တဲ့ပုံစံအာစီကိုခွေးဝမ်းတောင်လေလေပြနေတယ်လို့ဖြစ်နေတယ်နော် ဟဲ့အောင်နေမလို့ခေါ်နေငါစီကိုဖုံးဆက်လိုက်တယ်ငါမှနွားဖြစ်လိုက်ခွေးဖြစ်လိုက်နေတော့သေအောင်မယ်နော် မဟုတ်ပါဘူးအာစီကျွန်တော်ကဟိုဂယုနာဒေါတော်လေးနဲ့ပြောလိုက်မိတာဟာဟိုအာစီနဲ့ပါလာတဲ့အဲ့ရောက်ဖဆိုတဲ့ကောင်ကလေအာစီ ဟဲ့အောင်မင်းပါဇက်ကိုပိတ်ထားရတော့ရောက်ဖကြောင့်မင်းစကားနဲ့ထည့်ပြောစရာမလိုမင်းပြောချင်တာဒါပဲမလားမင်းကြိုက်ထိုသွားနဲ့ငမိုးနဲ့ဆက်သွယ်ဟိုမှာအချိန်တူငါစီဖုံးဆက်ဒါပဲရောက် ဟုတ်ကဲ့အာစီ သွားမယ် သွားချောင်းစရာရှာလို့ညီမလင်နောက်လိုက်တော့လိုက်ချောင်းတဲ့တော်တော်ကြောင်တဲ့ကောင်သွား ကြာလိုက်တာမဆောက်2နာရီလောက်ရှိတော့အမလေးနင်ကလေတော်တော်လေးပြောကြမယ်နင်ကဘကိုကနေပဲလာတာငါတို့ကတီးရနေအောင်ပါဘောကိုများလိုက်တာအားဆုံးငါတို့မှကျတဲ့မအေးဟေးကျတဲ့မလေးနောက်ကျောမလို့ဝင်နေလာခဲ့ရတာသိရလားပန်းဝဲအကွာလေချက်ဆိုရင်ဘိုက်ကက်ပြီးသားပဲဘယ်ရဘလို့အကြမ်းမြင်ရမယ်မသိပါဘူးလေငါတို့ရှေ့ရအောင်သူကနောက်ကရောက်လာတယ်နော်စိတ်ရပဲကိုလေးလာနေတရားသွားပြီးအများဆုံးလည်းမထိုးရမလေးငါလေအခုတော့သူလာရင်ထိုးချင်တာကိုလေးကလည်းလုံးဝအဆက်ပဲမရတာငါဖုန်းရလည်းဘတ်ဂျီကိုသူ့ဖုန်းနဲ့ဆက်တော့သူ့ဖုန်းဆက်တဲ့မှု area ပြန်မရောက်နေတယ်ဒီကိုလေးကလေဒါသွားနောက်စားနောက်သိရင်သူအရင်ဆုံးသိမှာသိလားဖက်နင်ကမအုပ်မချွတ်နိုင်အားတဲ့လေးကိုများတော့ကြဟဲ့လမ်းမှာခက်ခဲနေလို့လားမသိတာဟဲ့နောက်ကြဘာကြောင့်မှမသိပဲနဲ့ဒီလိုလုပ်ပါလားဟိုကိုလေးကိုဒီကိုမလာခိုင်းမနဲ့တရားရုံးမှာစောင့်နေခိုင်းမကောင်းလားဟေးအဲ့ဒါကောင်းမယ်နော်ဟိုနီနီအိမ်ထင်ပြီးကိုကလိုက်လာလို့ရှိရင်လည်းလမ်းလွဲပြီးသားဖြစ်သွားတာဒါပေါ့အဲ့ဆိုရင်ရဲလို့အခုချိန်ဖုန်းလက်ဆက်ပြီးတော့တရားရုံးလိုက်လာကိုပြောလိုက်လေဟေးတော်စကားပြောမနေနဲ့ငါပြင်စင်ပြင်စင်လာလာခင်းတော့ရောက်ပါရောက်ပါဘာလုပ်နေရတော့ ကောင်းမလို့ရောက်ပါဒီမှာကိစ္စမပြေဘူးခီးရထပ်ဆက်ရအောင်ပါ ခီးဆက်ဘယ်ဟုတ်ခီးဆက်ရမှာ ကြ
ကြိုက်ထိုသွားအောင်ပါ ကြိုက်ထို ဟုတ်တယ် ဟာရောက်ပါရေစက်ကတော့မကုန်ဘူးကိုလည်းကြိုက်ထိုသွားပါလာကောင်းတဲ့ ဟုတ်လားဟာဝမ်းသာလိုက်တာရောက်ပါအဲ့ဒါကြောင့်ပြောပါတယ်ရေစက်ကအကြီးပါ လာကြီးမစားပါကဲလာ ကြိုက်ထိုသွားပါ ကြိုက်ထိုသွားပါ ကိုလေကွာရောက်ပါရောက်ပါရဲ့အလုပ်ကနေရာပြောင်းတော့ပြန်ပြီလားဟဲ့လား ဟုတ်တယ်ရောက်ပါရေဒီတစ်ခါတော့တေးကြပြီလို့ထင်တာရောက်ပါအောင် ရောက်ပါလေရောက်ပါရဲ့ရောက်ပါပဲဟာရောက်ပါလို့ပဲဗောရောက်ပါရဲ့ ကဲရောက်ပါရေဒီတစ်ခါကိုတို့အလုပ်ကိစ္စတွေပြီးသွားရင်ရောက်ဖားနဲ့ကိုနဲ့နှစ်ယောက်တည်းအတူတူခီးအရှိကြီးထွက်မကောင်းလား ဟာကောင်းတာဗောရောက်ပါရဲ့လစ်ဆရာရှိလစ်ကစ်ဆရာရှိကစ်ချစ်ဆရာရှိချစ်ဘယ်လောက်ကောင်းလဲရောက်ပါရဲ့ဟာကျော်ပါဒါကြီးလားဟလား ဟုတ်တယ်ကိုယ့်ရဲ့လက်ဆွဲတော်ပဲလေမပါမဖြစ်ပေါ့ရောက်ပါကိုပြောတာပဲရောက်ပါအောင်နှောက်ရက်တဲ့သူအနေနဲ့ပေးမဲ့လူရှိရင်ကိုကအရေးကိုစုပ်ပြစ်မယ်လို့ ဟာဟုတ်လေဟာရောက်ပါဒါကြီးကလည်းခြုံမြနေရပဲနော်ဘိုက်ထဲမြဝင်သွားတော့ဥပါအခွေလိုက်ထွက်လာမလားမသိဘူးဟိုသတိတော်ထားတော့ရောက်ပါလောအေးပြော အာစီကျွန်တော်တို့ပန်းပွင့်လွတ်သွားပြီအာစီ ဘာ အာစီကျွန်တော်တို့လည်းပန်းပွင့်တို့လေတွေ့ချင်းလိုက်တာပဲအာစီကဒါပေမဲ့မိလဲမိရောပန်းပွင့်မဟုတ်ဘဲနဲ့လေသူ့တငယ်ချင်းနီဖြစ်နေတယ်အာစီ မင်းတို့ကောင်တွေကလည်းကွာအခုချိန်ထိတောင်ဒါလေးတောင်ခွဲကြတတ်သေးဘူးဟဟလားအခုပဲမလဲငါညမဖဲပါလေ အဲ့ဒါတော့ကျွန်တော်တို့လည်းမသိဘူးအာစီသူတို့ကကျွန်တော်တို့မျက်လဲပြသွားတာအာစီကကျွန်တော်တို့ကလေရ
ရုံတောင်ပြေးမုတ်ဆိုးမြောက်လိုက်ဖြစ်သွားတယ်အာစီ ။အော်ဟမ်တော်တော်ကောင်းတဲ့ကောင်တွေမင်းတို့ကြတော့မုတ်ဆိုးမြောက်လိုက်တယ်ငါကြတော့ခွေးမြောက်လိုက်။အော်မင်းတို့သေဦးမယ်ကွာအခု तू ကပဲမှာလဲ ဟုတ်ကဲ့အာစီကျွန်တော်ဟိုကောင်နဲ့ချိတ်ပြီးတော့လေမရရအောင်လိုက်ရှာမယ်အာစီအာစီသတင်းကောင်းတာစောင့်နေနော် ။အေးစောင့်နေမယ်သိလားမင်းတို့သတင်းစောင့်တာလေငါလည်းစင်လီခွေးကဲတော့ဒါပဲအောင်ကြောက်ထုငါစီဖုံးဆက်တော့တုံးမကြောက်လေကောင်လေကွာရောက်ပါရ ဟုတ်တော့ဟုတ်နေရပဲရောက်ပါကြီးရောက်ပါကြီးကိုဖုန်းလာလိုက်ဖုန်းချသွားပြီဆိုကိုစီကိုဖုန်းလာလိုက်ဟန်ကိုကြနေရပဲဖုန်းကင်လိုက်အောင်မယ်နော်ဟယ်လိုချစ်လေးပြော ဟိုမှာလေနင်းနေအိမ်မှာမဟုတ်တော့ဘူးသိလားကြိုက်ထုတ်မျိုးနဲ့တရားရုံးကိုတစ်ခါလဲသာလာခဲ့လိုက်တော့နော် ဆက်ချစ်လေးကိုမြန်ဆုံးရအောင်လာခဲ့မယ်နော်โอเคဒါပဲနော်ချစ်လေးဘိုင်ဘိုင် ကိုလင်းရှင်းတော့လုပ်နေတယ်မြန်လာမျိုးနဲ့တရားရုံးတော့မအောင်မယ်ပြီးရောတတ်တာရှင်းတော့လုပ်နေ ကဲရောက်ပါကြီးဒီတစ်ခါတော့သွားမယ်လမ်းကြောင်းတေချာကိုသိပြီဒီတစ်ခါတိတိကျကျပဲဒီလမ်းကိုစိုးနဲ့ထိသွားလိုက်စိုးပြီဆိုရင်ညာဘက်ကိုကွေးလိုက်ရောက်ပါကြီးသွားချင်တဲ့နေရာပဲโอเคနော်โอเคညအဆင်ပြေတယ်ရောက်ပါကြီးရောက်ပါကြီးလို့ဆက်ဆက်ရကိုအဆင်ပြေတာဒီလိုပဲဖြစ်ရမှာပေါ့ โอเคမလေးရောက်ပါကြီးကိစ္စအဆင်ပြေရလား အဆင်ပြေတယ်မကြခင်ဒီကောင်လေးနဲ့တွေ့တော့ကောင်းတိတ်ထားကြုံပါလား ရှောက်ဖားလည်းအကွက်ရှိတယ်ဟာလေကွက်သွားရွှေ့လိုက်အောင်နော်ပြီးတော့မှပြန်လာခဲ့မယ်ဟုတ်ပြီလားပြီးလို့ရှိရင်ရှောက်ဖားကိုမိတ်ဆက်ပေးကြလည်းရှိသေးတယ် ဘယ်သူနဲ့မိတ်ဆက်ပေး ကိုချစ်လေးနဲ့လေကိုချစ်လေးမှာလည်းတကယ်ချင်းအလန်းလေးရှိတယ်အေးလည်းပိုက်တာဒါတော့ကိုချစ်ချက်ပြီးတော့နော် ဘာတုံးရမှာလဲ ရှောက်ဖားလည်းဝေးလိုက်တာကဲတော်ပြီရောက်ဖားရဲ့လာမှကိုကြည့်တော့အရန်အံ့ဩသွားမယ်အံ့ဩရုပ်တွေမဟုတ်ပါဘူးကြက်သေးပါသေသွားလိမ့်မယ်မရောက်ပါငါလေးဒီလိုလေးလို့ပြီးတော့တလန်းကြီးနေလျှောက်သွားလိုက် โอเคအော်နေရောက်တော့မရှိဘူးကိုကောင်လေးရောက်တော့တစ်ခါပြောဦးလေကိုဖဲ့မဲ့ကောင်လေးအဲ့ကောင်တကယ်လို့မြန်တီကိုရောက်လာခဲ့မယ်ဆိုလို့ရှိရင်ရောက်ပါအချိန်နဲ့ချက်လိုက်မတင်ငါဘူးထူးရတဲ့အထင်လို့ရှိရင်ကြိုးသာကင်ထားလိုက်ရောက်ပါနော်โอเคတက်လာမှာဆိုโอเคအေးစေးသွားလိုက်အောင်တော်ရှုပ်တဲ့ရောက်ပါနေစမ်းပါဗျာလူရှာလို့မတွေ့ရတယ်ကြားတယ်ဘယ်ဟိုရောက်နေရတယ်မသိဘူးဘယ်ဝင်လာလို့ပြောဒီရပိုင်းရင်းတုံးနေရလာတူနေလေ ဟယ်လို ဟယ်လိုပန်းဟိုဒီမှာကိုတရားရုံရောက်နေပြီပန်းဘယ်ရောက်နေလဲ ရှင်းတော့ပါလေ ဒါပန်းလေးလား ဒါပန်းလေးပေါ့ ပန်းရဲ့ကြည့်စမ်းပါဦးဟာဒီဇိုင်းကမိုက်လိုက်လားပန်းဒီဇိုင်းပြောင်းလာလားဒီဇိုင်းပြောင်းရတာပေါ့ဟိုးဇလန်းစားရတယ်ဒီလိုဒီဇိုင်းမျိုးစုံနဲ့လေအရေးကုန်နေလဲနေရနှုံးလို့ဆိုကွိကနေမိသွားမှာဘောကိုလင်းဟုတ်တော့ကိုလင်းကနောက်ကျနေအောင်ဟွန်းဘာတွေလို့တော့အဲ့တော့နောက်ကျတာခိုးပြစ်မယ်ဆိုကြတဲ့ဒီနေ့ဒီပရဲတောင်ကြပြီလေ ပန်းရဲ့ကိုလင်းကလည်းလေပန်းလေးနဲ့တွေ့ရလို့တုံးတက်ဂျာကက်ကဲဆိုပြီးအသက်တော်မှန်မှန်မရှိနိုင်မနဲ့တောက်လျှောက်ပူလာခဲ့တာပါလမ်းမှာလေအခက်အခဲတွေကအရန်များလို့တော့ပန်းလေးနဲ့တွေ့မှတွေ့ရပါတော့မလားလို့တော့တွေးမိတော့အခုမှစိတ်ချမ်းသာသွားတော့မတီးလို့တရားရုံးမှာမလုပ်ဖြစ်နေကြလေဟမ်အဲ့လေလူကလည်းရှက်ဆရာကြီးတို့ရကြပြီအလွန်လေးတည်လိုက်ပြီသားနော်နေစမ်းမအောင်နင်တို့ကဘာလို့နောက်ကျနေလဲဟုတ်တယ်ပဲအော်မနင်တို့ရဲ့ဟိုလူတွေငါတို့လှည့်ပတ်နေရသေးတယ်လေဒီမှာလက်ထပ်စာချုပ်လည်းစီစဉ်နေရသေးတယ်လေဟုတ်ပါ ဒီဟုတ်သားပဲအချင်းမရှိဘူးမတက်တော့မိပါဦးလက်ထက်မှာဘယ်လိုနေလဲဟာကျွန်တော်တို့နှစ်ယောက်ပါဗျာဟာဒုနိုင်ငံမှာလင်ယူချင်းလက်ထပ်လို့မရဘူးကွာတရားဥပဒေအရလည်းခွင့်မပြု မဟုတ်ဘူးတဲလို့ဒီမဲ့မှားနေပြီခင်ဗျာ
ဟုတ်ဒါရခိုင်နေမှုပါဘူးမိန်းကလေးပါ မိန်းကလေးပါရှင် ဒီလိုချင်းလည်းမတတ်ပါဘူး ဟုတ်နေပင်လေးဆိုချုပ်ပြလိုက်လေချုပ်လိုက်တော့နင်းကလည်းအုပ်လို့နင်းမှနေချုပ်လိုက် ဒါမိန်းကလေးပါခင်ဗျာဒါမိန်းကလေးအစ်စ်ပါခင်ဗျာ နည်းရှင် ရုပ်ချက်ထားတယ် ရုပ်ပြထားလေးရုပ်ပြထား ဟုတ်ရရတယ်နော် မခံဝဲကြတယ်အတူလေ ပါဆက်ချပြအောင်ဗျာ ခံဝဲကြတယ်အတူလေ အတူပါခင်ဗျာ ဟောအေး ဖုန်းရတယ်လာပြန်ပြီစောက်သုံးမကြတဲ့တည်င်းတွေပဲကြောက်အောင်ပဲတူပါတယ်ကိုင်းလို့လည်းမပြီးပါဘူးေးပြော အာစီဒီကအတိအကျထူပြီအာစီ ဘယ်မှာလဲ သူ့ကောင်လေးနဲ့လက်မှတ်ထိုးဖို့တရားရုံရောက်နေပြီအာစီ ဘာဖျောက်နေမင်းတို့တေးကြလား အာစီကလည်းသေးကြတာဗောအိုးသူ့တငယ်ချင်းတွေကလေအတိလက်သေးအဖြစ်လက်မှတ်ထိုးပေးမှာတဲ့အာစီ ဖျောက်မင်းတို့ကအခုဘယ်ကနေဆက်နေရလဲ အိုးအဲ့ဒီကောင်မလေးတော့လိုက်ရင်းနဲ့လေတရားရုံရှိကအာစီနောက်ရောက်နေပြီအာစီကျွန်တော်ဘာဆက်လုပ်ရမလဲအာစီ ဘာဆက်လုပ်ရမလဲဟဟလား ရောက်ပါ ဟုတ်ကဲ့အဲ့ဒါပန်းမွေးအကို ဟေးအောင်လေ ရောက်ပါရောက်ပါ မလုပ်ပါနဲ့တော့ မလုပ်ပါနဲ့ တောင်းမှမှာလေ မလုပ်ပါနဲ့ရောက်ပါရဲ့ရောက်ဖနဲ့ကိုထဲချားမှာဂရီတွေထားခဲ့ကြရလေရောက်ဖရဲ့လက်ကလေးနဲ့ဘရောမမနာကျင်စရာဥဆို မင်းကအဲ့လိုလားအေးရတယ်လေဟဲ့အောင်လေ ဟာရတာမမတို့လို့မလုပ်ပါဘူးလေရောက်ဖမလုပ်ပါဘူးလေတပည့်တွေကြောင့်လဲမတိကိုက်မနာကျင်စရာဥလို့ဂရီပေးထားရလေပြီးတော့ရောက်ဖတို့လို့ယာကူဇာတွေစာမှုတိုင်းတွေကဂရီတစ်လုံးကိုအသက်ထက်ပို့ပြီးတန်ဖိုးထားကြတယ်ဆိုအဲ့လိုဂရီကိုအသက်နဲ့လဲပြီးတန်ဖိုးထားတာကိုပို့ပြီးတော့ဂုံယူရကြတာဆိုရောက်ဖရဲ့ ဟုတ်ပါတယ်ဟုတ်ပါတယ်ညီမလေးတို့ကလေဒီမှာဆက်ထုတ်ထပ်လက်မထိုးပြီးသွားပြီဒီလားညီမလေးတို့ကတရားဝင်လင်းမရတယ်လည်းဖြစ်နေကြပါပြီကိုတာသူ့တကူလို့လိုက်ညီမလေးကမုံဆုံးမဖြစ်မှာကိုရဲ့ညီမလေးတို့တနာရဲ့ကိုဘာမှမလုပ်ပါနဲ့နော်ပြီးတော့လေညီမလေးရွေးလိုက်တဲ့ကိုလင်းဆိုတာလည်းလေအရန်ကိုယူသားရှာတာပါ ဘာဒီကောင်ရိုးတယ်ဟဟလားဟေးဒီရိုးပါဟောလေတလန်းလုံးငါ့ကို ရောက်ပါညောင်ဥတူရင်ပုတ်တင်မှာပေါ်တယ်ဆိုတဲ့စကားလေးရှိတယ်နော်ရောက်ပါအကုန်ပေါ်ကုန်လိမ့်မယ်နော်ပြီးတော့ရောက်ပါလို့မမှန်ကန်စကားတွေရှောက်ပြောလို့ပန်းလေးကတကယ်စိတ်ဆိုးသွားလို့ရှင်သူ့ဘက်တစ်ခုလည်းဖြစ်မှာရောက်ပါမထူပါဘူးရောက်ပါသဘောတူလိုက်ပါနော် ဟုတ်ပါတယ်ကိုရဲ့သဘောတူပေးပါနော်ညီမလေးတို့ကဒီမလေးကိုမရလည်းဖြစ် ခွဲလို့မရတော့ဘူး ချီတော့ရောက်ပါစိမ့်လက်တင်မှာတညအိပ်ပြီးမှပြန်မယ်နော်အဲ့မှာနားကြအောင်ပဲလေနော် ခုမှပဲတတိယကိုချနိုင်တော့တယ်ချစ်လေးရဲ့ကိုဘွားမှာလေချစ်လေးနဲ့အတူတူခုလိုမျိုးကိုဘွားရဲ့နောက်ဆုံးအချိန်ထိဖြတ်တန်းသွားဖို့ဆိုတာကိုဘွားရဲ့ထာဝရအိမ်မက်ချစ်လေးရဲ့
အခုမှအပူကြီးရှောက်ပြုံးနေတယ်နော်ပန်းရတာလေးကိုနဲ့ပေါင်းချင်လို့လေတနေရာပြီးတနေရာအမောတကိုတွေပြေးနေရတာသိလားကိုမှတော့လေအချိန်ကိုလည်းမလေးစားရောက်တဲ့နေရာဆိုလည်းအမြဲတမ်းနောက်ကျဖုန်းဆက်ပြန်တော့လည်းဖုန်းကပိတ်လိုက် area ပြန်မရောက်လိုက်နဲ့အခုမှလာပြီးချွဲပြသူနဲ့ကတ်တယ်မဟုတ်ပါဘူးကိုလည်းလေချစ်လေးနဲ့နေဖို့တော့အမြန်ဆုံးပြေးပြီးလာတာပဲဒါပေမဲ့မထင်မှန်းပဲနဲ့လေလမ်းမှာချစ်လေးကကိုနဲ့မထင်မှန်းပဲစုံလိုက်တာအဲ့မှာမကြံ့ကြံ့နေမယ်နဲ့အကုန်လုံးရှောက်ပြီးကြက်ကြပြောအောင်ပါလေအားတော့နာပါတယ်ဘာဟုတ်လဲချစ်လေးရဲ့အကူကလေလူမိုက်မဟုတ်ဘူးလူဘိုးကြီးအေးပြောအဲ့လိုပြောအပြင်းကနေကြားလို့ရှင်တော့ဘိုက်ခွဲဥထုတ်ပြီးဘယ်နှပေရှိရလာတိုင်းလိုက်မယ်ချစ်လေးကလည်းပဲတိုင်းရမှာလေပြောပြီးသားပဲလူဘိုးကြီးပါဆိုဟုတ်ပြောပြသူ့ဟိုအဲ့လိုမျိုးဖော်ရှော့တော့ချက်လုပ်တဲ့နီးကိုကပိုင်ထားပြီးသားမတွေ့ဘူးလားတရားမရှိမှတော့လေချက်ချင်းဒူးပြေးထောက်ပြီးတော့တောင်းမှလိုက်တာချစ်လေးကကိုလူဘောကြီးလေတခါတည်းကိုပြော့ကြသွားတာနီးလန်းနေရှိတယ်ချစ်လေးနီးလန်းခဏနေပါအောင်တရားယုံဆိုလို့အဲ့ဒါမေးမယ်နဲ့မေးနေချင်းတတိပေးလိုက်တယ်လို့ပဲတရားယုံမှာဟိုဖုံးဒီဖုံးလုံနေတဲ့အပြန်လာဖုံးနေကြတဲ့ပြဿနာဘာလဲပြောချစ်လေးကိုမညာနဲ့နော်ညာနဲ့ချစ်လေးနဲ့တဲနဲ့ကွဲပဲမညာပါဘူးအမှန်လေးပြောပြမယ်ပြောဟိုအဲ့ဒါဒီလိုဟိုလမ်းပါလေချစ်လေးရဲ့အကူနဲ့ကိုနဲ့စားတော့တဲ့ချိန်တော့ဟိုတကယ်ကိုမသိတာချစ်လေးကိုမှမသိပါနဲ့တကယ်ကိုညီကိုလိုပါညာခင်သွားတာဒါပေမဲ့သူဖုန်းပြောတာကိုတစ်ခါတော့လည်းနားထောင်ပြီးတော့ချစ်လေးရဲ့အကူဆိုဘာရှိမိသွားတာဟိုတည်းနေလို့မရဘူးလေသူ့ကိုကတခုခုတော့ဟိုမလှန်နိုင်အောင်ပေါ့နောက်ပိုင်းသူသိမှာပဲလေမလှန်နိုင်လို့ခုလုံးမယ်ဆိုစဉ်းစားလိုက်တဲ့အခါကျတော့ဘာသွားတွေ့လဲဆိုတော့ကောင်းပါလိမ့်နေရအဲ့ဒါနဲ့ဟိုသူတယောက်ကိုတယောက်လှုပ်ပြလိုက်တာကောင်းပါလိမ့်နေရသူတယောက်ကိုကောင်းလေကောင်းလေနဲ့ဘာလုပ်လာလဲနာမကန်နေရောနာဟာနေပါဦးမယုံပါနဲ့ဟိုဘာမှမလုပ်ဘူးကိုဘာမှမလုပ်ဘူးတကယ်ဖျားစုံမို့ချုပ်ပြီမရှောင်းဟိုတညာလုံးထိုင်ပြောလေဂုံတော်ရွတ်နေအပေါ်လေးရှောက်ပြောမနေနဲ့ကိုတော့မမေးပါနဲ့အိုးချစ်ပြီးသူ့တော့ပြီးတော့ဘလို့မမေးပါနဲ့တကယ်ဖျားစုံမို့ချုပ်ပြီဘာမှကိုမလုပ်တညာလုံးဂုံတော်ဖျားမှသစ္စာဆိုရမယ်ဩဖျားအရှိမသစ္စာဆိုရဲတယ်ကွာတကယ်နော်တကယ်ဂုံတော်ရွတ်နေတာစားလေးလိုက်တော့လားဝစားမလဲနဲ့မလို့ဝစားလဲစရာမလို့ဟာခါလေးဟိုက်ထိုင်ရှင်းပြနော်တေးချရှင်းလာကဲရောအဲ့တော့ပြရမယ်ဆက်ဟုတ်ပြီနော်ဒါဆိုဘာမှမလုပ်တော့ဘာမှမလုပ် easy ထိုင်ရပြီ okay ဒီတော့ဘဂဝါရဟတမနမောဝိသဇေနတမနောတုကတော့လောဘဝိသောသောဘုရားမှာတယ်အော်ဆိုတော့ကိုကချီလေးကိုကသူကတော့မနက်ကလမ်းတော်မရောက်နိုင်ဘူးဂျူးတွေကိုရိုင်းလို့ဟာယူစရာကြီးကိုကလည်းကိုကဘာလို့ရှောက်ရောက်ပေးရလဲမြောက်ပေးတာမဟုတ်ဘူးလေချီလေးရတယ်ကိုကဒါပလန်ချလိုက်တာချီလေးပဲစဉ်းစားကြည့်ကိုနဲ့ချီလေးနဲ့ကြောင်တချင်ချင်သူတိကိုသိမှာပဲလေဩတရားရုံးမှာဆုံးကြတဲ့အခါကျတော့ဒါမျိုးသာရှိမလားကိုကိုတတ်မှာပေါ့ကိုကဒါတွေကိုကြိုမြင်လို့အစည်းအဝေးနဲ့ကြားလုပ်လိုက်တာအကွက်ချလိုက်တာအကွက်ချတာနဲ့အချကားပဲနော်ပြောရှင်တော်လူလေမဟုတ်ပါဘူးကိုတွေ့ကြရနော်ကိုတွေ့ကြရတယ်ကိုလောက်တာတွေ့ကြရနော်အော်ဘာပြောလို့ကိုကျူးဒါကြီးပဲပြီးရရှက်တော့ရှက်လာပြီမဲဘိုးလေးဘာဟုတ်ရိုက်တယ်ဟုတ်ပါဘူးချစ်လေးဘုရားမှာတက်စားဆိုပါဆိုမယ် sorry ပြန်အောင်လုံးပြန်လက်ကရှိပြီနော်ကျွန်တော်ကိုက်တယ်တကယ်ပြောတာနော်ပြုံးရင်မလားပြီးတော့အဲဆိုလို့ရှိရင်ချစ်လေးကဒီမှာခဏဆောင်နော်ဘယ်လိုမို့ဟုတ်လေကိုကုစီရောက်ဖက်စီသွားတယ်မှာလေဒီမှာလေစိတ်နဲ့ဒီမှာတော့လာပြီးတ냐အိပ်ပြီးတာဆိုတော့ဘာဖြစ်သူကျေးဇူးကြီးအများကြီးပဲလေအဲ့တော့ဘာလို့ဒီလေဘာလို့ပြောညတော့ဖားလိုက်ဖော်လိုက်ကိုကနဲ့အချင်းနဲ့ကူးသွားအောင်ကူးပါဦးစလောက်ဆုံးစီကခေါင်းနဲ့ဟာကြီးနဲ့မကူးစီအောင်စိတ်ချနော်ကိုဟုတ်တယ်ဒီအခြေလေးကမအိပ်နဲ့ရောနော်ကိုပြန်လာမြန်သွား3မိနစ်ပဲစား3မိနစ်ပဲဟော3မိနစ်ကကျွန်တော်နည်းနည်းမြန်တယ်နည်းနည်း5မိနစ်နော်5မိနစ်ပြန်နေကြာလိုက်ခဲ့ကဲပြပါကိုသွားလိုက်ကိုကပေါင်ရောမဟုတ်တာလုံးမလာနဲ့နော်ဟိုချွေလေးရှိနေပြီပဲမလုပ်တော့ပါဘူးမဟုတ်ပါဘူးဘယ်တော့မှမလုပ်ဘူးပါဘူးလို့မလုပ်ပါဘူးချက်တတိထားတတိထားပါတော့ချွေလေးပါမြန်နော်နိုင်ဆောင်နော်လာခဲ့မယ်တားတယ်လာခဲ့မယ်လား
ဖ哇嘞哇，哎，讲你个话，没有说话，他在闹，我表演去。小巴ညီမအိမ်နေတော့လေကိုလက်ရအောင် လဲ不လဲ ကောင်းမလေးလေးအပိုက်စားရှိတဲ့ညာကိုသိတာလေ အဲ့ဒီတော့ ဟောရောက်ပါလေထုံးစံနဲ့ရောက်ပါတယောက်ကိုတယောက် အဲ့ဒါငါညမ ရောက်ပါလေကွာသူသိတဲ့ကိစ္စမှမဟုတ်တာပြန်လာပြီဆိုတော့မှအဲ့လိုယူသားရဲ့မျက်နှာလေးနဲ့အခန်းထဲကိုဝင်သွားလိုက်ပြီးပြီလေဒါပဲလေရောက်ပါလေဒါပဲလေရောက်ပါ ဗျာ ငါရာဘူးစားအစ်စ်မဟုတ်ဘူးအဲ့တော့မင်းတို့ငါပေးထားတဲ့ဂရီအကုန်ပြတ်တယ်ကွာ ဟာရောက်ပါဘာလို့လဲ မင်းတို့ငါတာ